သားတငယ်ချင်းတွေကိုခေါ်ရတဲ့အကြောင်းရင်းကတော့ဒီလိုပါသားလေးကတွန်နေချင်းတော့ဖြစ်ချင်တာလေ ဟုတ်ပါရဲ့ဟုတ်ကဲ့ အဲ့တော့တွန်နေသိန်းတိုင်းရဲ့အောင်းမေပွဲအမှတ်တရပွဲလေးလုပ်ဖို့ခေါ်လိုက်တာ ကျောက်ကလည်းစုံနေဗျလေးလာတဲ့နေရာမှာ ဟုတ်ကဲ့ စိတ်ကူအတိညာကအုပ်ဆိုးတယ်လေအတိညာကိုဘ ഹു တုဒ္ဒကအုပ်ဆိုးတယ်ဘ ഹു တုဒ္ဒကိုစာပေရအုပ်ဆိုးတယ်ကျောက်ကလည်းစာပေတွေဖတ်တော့နန်းနန်းဆဆဆိုတော့ဘ ഹു တုဒ္ဒတွေဆိုပြီးပြောချင်နေတာ ကဲပြောကြပါအောင်ပြောကြပါအောင် တူတေးသိန်းနံဆိုတာဟာကျွန်တော်တို့မေမေရရပုံခန္ဓာဝင်မြောက်ဒေသရှင်ကြီးအချင်းဆိုတဲ့နေရာမှာပီပီတတဆိုလို့နာမည်တည်တယ်နော်မြန်မာဂီတဆိုပီပီတတဆိုလို့မြန်မာဂီတအောင်မြင်တာ သားလေးမှတ်တာ တို့မြန်မာစာပေမှာပေါ့ကွာတို့ပါဠိပြည့်ရင်အနက်ပြတ်တယ်အနက်ပြတ်တော့သရာပြတ်တယ်သရာပြတ်တော့အတိတ်ပဲပြတ်အတိတ်ပဲပြတ်ရင်အချင်းပြတ်အချင်းပြတ်တဲ့ခါကျတော့အယူလွဲတော့သူအပယ်လားတဲ့ကြီးရောက်တတ်တယ်အဲ့ဒါကြောင့်မို့အဲ့ဒီလိုမဖြစ်အောင်တိုးသေးသေးတော့ပီပီတတ်တာဆိုလို့နံပါတ်ကြီးသွားတာဒါတော့ မှတ်နာတော့ အဲ့ဒီတော့တွန်တေးသိမ့်တန်လူကြီးဖြစ်တော့ကွယ်လွန်သွားတဲ့ခါကျတော့တွန်တေးသိမ့်တန်ကလူကြီးကလူငယ်ကိုပခုံးမြောက်တောင်ကိုထမ်းဆောင်ပေးရမယ် ဟုတ်တယ် နော်အမွေနှစ်ပေးရမယ် ပေးရမယ် အဲ့ဒါမို့ပခုံးမြောက်တောင်ကိုထမ်းဆောင်ရမယ်အမွေနှစ်ကိုဟောဒီတွန်တေးသိမ့်တောင်ကိုပေးရမယ်ဗျ ဟုတ်တယ် ဟုတ်ပါပြီဗျာဟုတ်ပါပြီအဲ့တော့ဒီဆူတောင်းပွဲလေးမှာဘဘကိုဟရိယဘူးတုတနဲ့ပြည့်စုံတဲ့ဥပ္ပဆံမှုရပဲစပြီးတော့ဟိုဘဘအတွက်ဆူတောင်းပေးပါလို့ပဲ ဟုတ်တယ် သူတောင်းပေးတယ်ပါ တမလို့ဘာလို့ရှောက်ရှိသွားတော့တေးတန်ရှင်တွန်တေးသိမ့်နဲ့အာယေစုပြီးတော့ရုပ်ရှင်နဲ့ဗီဒီယိုပြတ်ဆက်မင်းသားကျော်ဇတ်တပင်ပညာရှင်ကြီးဂီတစားစိုးမတ်တီတွေဘာချမ်းသေးလဲ ဟိုကျုပ်ပဲသိပါမလဲတော့တုံနဲ့မြန်မြန်ပြောကြပါ အေး ဒါ အေးတိုတုတ်တွေဒါရိုက်တာကက်ဆက်လောကဓာပြားလောက အဲ့တော့ပါတော့ဗျာတို့ပါဆိုမှစကားလည်းများလိုက်တာကဲအမေပဲဆူတောင်းလိုက်ပါတော့ဗျာလို့ အေးအမေပဲပြောလိုက်တော့မယ် မေပြော ရုပ်ရှင်ဒါရိုက်တာအဆိုတော့ကိုတွန်တေးသိမ့်တိုင်ကြီးရောက်ရရက်ကနေပြီတာရုခေါ်ပါအမြယူတော်မူပါရှင် အဲ့လေသာဓုအဲ့သာဓုအဲ့သာဟာဗျာအမေကလည်းဆူတောင်းပေးပါဆိုမှအမြပေးနေပြန်ပြီကဲကျွန်တော်ပဲဘဘအတွက်ဆူတောင်းပေးလိုက်တော့မယ်ဗျာ တွန်တေးတိုင်းတွန်တေးမျိုးရှမ်းသူသားကြီးကိုစုတော် အဲ့တော့ပါတော့ဗျာဘဘတူနေသိမ့်တယ်ခင်ဗျာဟရိယဘဘသားအတူနေသိမ့်တော်ကဆိုရင်ဖြင့်ဘဘကိုကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်ပါဘယ်လောက်ကြီးညိုလဲဆိုရင်ဒါလက်ပွတ်တာမှနေတာပါဒါပေမဲ့ဘဘကိုကြီးညိုလေးစားလို့တူနေသိမ့်တော်ဆိုပြီးနာမည်မဲ့ထားတာပါဘဘနဲ့သားဟာတယောက်တနေစီမှနေပေမဲ့ဘယ်တော့နဲ့ချယ်ရီလိုမဝေးကွာကြပါဘူးဘဘရဲ့ဘဘရဲ့အတန်လေးတွေကြားတိုင်းဒါအမြဲတမ်းဘဘရဲ့ရင်ဝင်ထဲကိုပြေးဝင်ခြင်းပါတယ်လို့အဲ့အတွက်ကြောင့်ဘဘတားဝင်ခဲ့မယ်ဆိုရင်ထွေးညိုကိုပြေးကြိုတယ်လို့ကြိုမှလားဘဘရဲ့ဘဘကိုချစ်တဲ့သားဟာအနုပညာလောကမှာအသီးတရားတွေကအညာတစ်ခုလေးလိုပါပဲဘဘရဲ့ အဲ့ဒီအညာဘယ်လောက်ရှိလဲ အညာဒီလောက်ကလေးပါဘဘရဲ့ထင်တယ်လို့တော့မဟုတ်ဘူးဘောလို့ဒါမနောက်နဲ့နော်ပါပိတ်ရိုက်လိုက်မယ်လို့ဘဘရဲ့ဘဘကိုသားချစ်ပါတယ်ဘဘရဲ့ဘာကြောင့်လဲဆိုတော့သားတို့မြန်မာနိုင်ငံမှာလဲနဲ့လှေမပြောက်တဲ့၍ဘဘရဲ့အနုပညာဟာဘယ်တော့မှမပြောက်ပါဘူးဘဘရဲ့အဲ့တော့ဘဘနဲ့ဘဘသာရှိအောင်မယ်ဆိုရင်တားရဲ့ကြီးတော်ကြီးနဲ့ဘဘကိုအောင်သွဲတော်ဖိုးရွှေလာမင်းကိုလွတ်ပြီးအောင်သွဲပေးချင်တာပါဘဘရဲ့ဘဘယူမလားရင်တကယ်ပြောတာပါဘဘရဲ့ဘဘရဲ့အခုဆိုနင့်ပြောတာမဟုတ်ဘူးလို့ဘဘနဲ့ပေးစားမလို့လာမနောက်နဲ့နော်လူကြီးလည်းမထားဘူးဖြတ်ရိုက်လိုက်မလို့ဘဘရဲ့ဘဘကိုသားတကယ်ချစ်တာပါဘဘရဲ့အခုဆိုနေကြတယ်တေးသက်ရှင်နေအားလုံးကိုဘဘဘက်ကနေနေပြီးသားအနေနဲ့အပြင်းအောင်ပြင်းသေးတယ်ဘဘရဲ့အဲ့ဆိုတော့ဘဘနဲ့ရှင်ပြိုင်လာမယ်ဆိုရင်သားပြောချင်တာကဒင်းတို့ဘာဖြစ်ချင်လဲမင်းတို့ဘာဖြစ်ချင်ကြလဲလို့ ချင်းလေးကုန်တော့ သားကပြောချင်တာပါဘဘရဲ့ဘဘရဲ့
တားကိုအဲ့ဒီလိုကြီးစိုက်ကြည့်မနေပါနဲ့ဘဘအခုတော့တားကိုစိတ်တရဘူးစိတ်လို့စိတ်ငါနေတာလားဘဘရေဘဘမစိတ်ငါပါနဲ့ဘဘရေတားကိုဘဘရင်ထဲမှာတားသမီးတယောက်လိုအမြဲတမ်းစုံမလို့ရပါတယ်ချစ်လို့ရပါတယ်ဘဘတားကိုတားသမီးတယောက်လိုချစ်မယ်ဆိုရင်တော့ဝင်းဘဘသိမ့်တန်းတို့ဘဘသမီးလေးနဲ့ပေးစားလိုက်ပါလားဘဘအဲ့ဒါဆိုရင်ဘဘရဲ့အမွေကိုတားအမြဲတမ်းပခုံးပြောင်းပြီးတော့တာဝန်ယူသွားမှာပါဘဘရဲ့ ရှန်ထုံးလို့ရှိသေးတယ်လေကွာ ရှန်ထုံးကိုဂယုမစိုက်ပါဘူး तू ကငါထက်မဲတယ်ကွာအဲ့လေဘဘဘဘရွှေသိမ့်တယ်ဆိုလဲတာယူရမယ်ဘဘရဲ့နော် तू နဲ့အခုလက်ရှိပေါင်းနေတဲ့ကောင်ကဂျပုလေးပါဘဘရဲ့တာသူ့ထက်ရှည်တယ်ဘဘရဲ့ ဘာလို့ဘာရှိတာတော့ အရက်ပြောတာပါ အဲ့လိုထဲပြော ဘဘကြီးတာအခုပြောခဲ့တဲ့စကားတွေအားလုံးကဘဘကောင်းရတုတ်ကတိရောက်ဖို့စုတောင်းရင်းနဲ့အတန်ဆန်းတဲ့သဘောပါဘဘတာပြောတဲ့စကားကဘဘအတန်နဲ့တူလိုက်ရင်လို့အတန်ကတူတာမတူတာတော့မသိဘူးဆိုတာလေးကတော့တူတယ်ကွာ ဘဘဆိုတာလေးကတူတယ်တဲ့မင်းမနှောက်နဲ့နော်မင်းငါ့ကိုခဏခဏမနှောက်နဲ့လို့ မနှောက်ပါဘူး ဘဘရှေ့မှာမို့လို့မင်းငါဖဲလိုက်လို့နှုတ်တိကျိုးသွားမယ်လို့ နှုတ်တိကျအောင်ငါဘာကောင်မလို့ မင်းကခွေးပေါ့ကွာမချမ်းနဲ့နှောက်ရင်တော့ငါ့ကိုဘဘနဲ့ပတ်သက်ပြီးလာမနှောက်နဲ့နော်မင်း မနှောက်ပါဘူးကွာမင်း မနှောက်နဲ့လို့ပြော မနှောက်လို့ပြောနေတယ်ကွာတော့ကြပါတော့ကွယ်ဝင်လို့ တော်ကြပါတော့ကွဲဆိုတော့အမေကတူနေသိနေတဲ့အတန်နဲ့တူသွားတယ်ဧကနအိမ်မှာတူနေသိနေဘယ်နည်းလာအိတ်သွားလဲဟင် တခါတည်းပါသား တခါတည်းဆိုတောင်းမွေးတာပဲဘောလေဘဘအေးတားတကယ်နာတာပါလို့ Yo, yo. Yo, yo. လူပြောပါလေပြောတယ်ပြောလိုက်တော့ Yo, yo. ဒီနေ့ဟာဖြစ်ဒီနေ့ဟာဖြစ် Yo, ဒီ yo. နေ့ဟာဒီနေ့ဟာဖြစ် ဒီနေ့ကဘာဖြစ်လို့လဲမလာဘူးလားဘာလဲဘယ်ဘလို့ခေါ်တာလို့ဒုက္ခပါပဲဒီနေ့ကလည်းထပ်နေပြရတယ်မတက်တော့ဒီနေ့လည်းများနေအဲ့တော့ဘယ်မပြောနဲ့ဒါပဲပြောတော့โอเคဒီနေ့ဟာ Yo, ကျွန် yo. တော်တို့ရဲ့ဂီလာနာလောကမှာ ဂီတလောကမားနေတယ်ဂီတ ကျွန်တော်တို့ရဲ့ဂီတလောကမှာတကဘာလုံးကို Yo, yo. ပေါ့ပညာရည်နဲ့ထိမ့်သိမ်းထားနိုင်တဲ့မိုက်ကယ်ဂျက်ပင်ကို မိုက်ကယ်ဂျက်ဆင်မိုက်ကယ်ဂျက်ဆင်ကို Yo, ဟုတ် yo. ပြီဖြစ်ကျွန်တော်ဆိုရင်မိုက်ကယ်ဂျက်ဆင်ရဲ့ပညာရည်တွေအားလုံးကိုပခုံးပြောင်းတာဝယ်ထမ်းဆောင်ဖို့အတွက်ဒီနေ့မှာဂရိတစ္ဆာပြုပါတယ် Yo, yo. အဲ့တော့ဘေးတောက်ဒီအမွေနှစ်တွေကိုလက်စစ်ကမှုတောက်အဖေသားရဲ့ဝင်ပေးမှာ မလေးရှားကကိုရီးယားစစ်စစ်မတော်ချင် Yo, yo. မလေးရှားကကိုရီးယားစစ်စစ်မတော်ချင်အဲ့လောက်ကနေမှာ နိုင်ငံညာနာမည်ပြောပြီးတော့ခုမဲ့လက်ပေါ်လာရောက် အာရှနိုင်ငံတွေ ဟောအဲ့အာချနိုင်ငံက Yo. ဟောနိုင်ငံကျော်ဖြစ်တော့ကျော်သားလေးကျော်ပါ အဖေရဲ့လူ့ပြည်ပြည်နိုင်ငံခြေတော့ကားတွေတောက်လည်းမသိဘူး ရှာတယ် ကောင်းလိုက်ထွက်အဲ့ဒါဘာမသိဟဲ့ အဖေအဖေပြီးပါရတော့တောက်ရုပ်ပါတိတော့ဟုတ်လားဒါဘာတောက်ရတယ်ဒီဘာဘူးလို့ အင်းတွေ ဟောရတယ်ဒီကလို့ဒါလေးတဲ့နေတာ ငွေသေးချာယူလေဒီသပင်း ဘယ်နဲ့ဖေးလာပြတ်တယ်လားတော့ အဲ့တော့ဘာလုပ်လဲ အဲ့ဒါယူသူပြည့်နေတာဘယ်တော့မကက်တဲ့တဲ့တာတော့ ကျေးဇူးတင်တယ် ကောင်းတယ်ဗျာဒီလေ တားကိုလေအမေကညီမတန်စင်ပိုင်ရှင်ဖြစ်တဲ့အဆူတော်ကြီးတို့နေသိမ့်ကြလို့ဖြစ်စီကြတာတားရဲ့ဘာဖြစ်လို့လဲဆိုတော့အသားလေးကိုအမေကလက်ဖို့တာမှာမွေးတာဒါပေမဲ့အမေကိုယ်တိုင်ကတွန်လေးသူတားရဲ့အမေရလေတွန်လေးကိုချစ်တဲ့တားရဲ့
တွန်လေးကိုချစ်တယ် အဲ့လေအမေကတွန်လေးကိုချစ်ရင်တွန်လေးသားကိုယူပါလားလို့ဘာဖြစ်လို့ကျွန်တော်အဖေရန်ကုန်သားကိုယူရတာလဲလို့ အဲ့ဒါကတော့ဖူးစာပေါ်သားရဲ့ဖူးစာမိမချစ်သူရှိတယ် तू ကတွန်လေးသားလေ तू ကသူ့ရဲ့ตาရတဲ့မြန်မာတန်စင်အတန်လေးနဲ့အမေကိုအမြဲတမ်းမြှုပ်ဆွဲပြီးချေးဆိုခဲ့တာ ဟဲ့တရားနဲ့မြန်မာတန်လေးဆိုတော့အမေချစ်သူကတချင်းဆိုရလားဟင် နှဲမုတ်တာပါ နဲမို့အမေလည်းဗျာ ဟုတ်တယ်ကွာဒီကောင်ကအမှုတ်သိပ်တော်တာသူမှုတ်တဲ့နှဲတန်လေးကိုချိုးလေတာပဲအဲ့ဒါကြောင့်မို့လဲပဲဇာမနီမြကလာဆိုတဲ့နှဲကောင်တစ်ယောက်ဖြစ်လာတာကွာဟုတ်နိုင်ငံတော်ဆိုင်းဆရာကြီးစိန်ဘိုတင်းနဲ့တောင်မှတွဲပြီးမှုတ်ခဲ့တဲ့နှဲကောင်တလေကွာမင်းအမေကိုရီစာစကားပြောတာတော့မှမှုတ်ပြီးတော့နှဲလေးနဲ့ပြောတာဗျတစ်တီချစ်တယ် ဟုတ်တယ်ဒါရဲ့အဲ့ကိုကလာလေအရန်အမုတ်တော်တာပဲအမေဆိုသူ့ဘူးလိုက်ရင်လေမျောပြီးပါသွားတာပဲ အမေကငိမ့်နေတာပဲလား ဒါဘောသားရဲ့ဘာပြောတာ ဟုတ်ဘူးလေဗျာနဲမို့တဲ့ခါနာကတ်မို့တော့နားကြီးမှာဗောလို့ငိမ့်ပြီးနားထောင်နေ ဘယ်ဟုတ်ပါမလဲဟိုခလန်းလန်းလေးကနေနားထောင်တာဘောသားရဲ့ခုတော့မရှိရှာတော့ပါဦးကွယ်သွားလေဒီကိုကလာရေအတီစောလို့နှမျောလာကြီးရတော့ အမေကလည်းဗျာလူကြားလို့မကောင်းပါဘူးလို့တင်သွားတယ်ကျွန်တော်အဖေကိုကြတော့အမေတန်းတာပြီးမငိုဘူးအခုအမေငယ်ချီဦးကိုတန်းတာပြီးငိုရလားလို့ဗျာအမေကလည်းဗျာလို့တားလေးကတားဖေကိုတန်းတာစေချင်တာလား ဟုတ်တယ်ဗောအမေရဲ့လို့ အဲ့ဒါလေးရတယ်အမလေးသွားလေသူတေကြီးစိုးကြီးရေမလေးတော့ အမေကလည်းဗျာကျွန်တော်အဖေကြတော့တေကြီးစိုးတယ်ဗျာလို့ အေးလေကားတိုက်ပြီးသေးတယ်မတောင်းငါတေချင်းစိုးမပြောလို့ဘယ်လိုပြောရမလဲ အဲ့လိုတေကြီးစိုးကြီးကတော့မကောင်းပါဘူးအမေရဲ့အဒီလိုပြောကြည့်ပါလား ဘယ်လိုပြောရမလဲ အမလီတော်လေသူအစိမ့်နေကြီးရဲ့လို့ပြောကြည့်ပါလား အမလေးသွားလေသူအစိမ့်နေနေဘယ်လိုပြောလဲနေဘယ်လိုပြောကြဒီလိုပြောကြလားပြောကြလား နောက်ကိုမပြောတော့ပါဘူးအမေရဲ့လို့နားလိုက်တာအမေ ခုလိုတတလုံးမက်ကချင်ပုံစံနဲ့ပဲနှိမ့်လို့ပါ အဲ့လိုလည်းမဟုတ်ဘူးကွာဒယ်ရီရဲ့ crazy ဖြစ်လဲငါဒယ်ရီစိတ်ချမ်းအောင်လို့လိုက်ရောပြီးနေနေတာဟာ လက်ရောတဲ့လုံးမနေနဲ့မင်းလက်ရောတဲ့ဆိုလို့ရှိရင်မင်းမက်ကချင်အစ်စ်လို့လေတတလုံးမိမမျိုးပဲနေလို့လား ဟိုအဲ့တဘောလည်းမဟုတ်ဘူးလေကွာမင်းကလည်းငါရင်ထဲမှာငါရွေထားတဲ့ငါရဲ့အချစ်ဆုံးတရပီမရှိရလေမင်းကလည်း ဟောဟာတရဖီတာတွေ့ပါပြီတရဖီမေ ဟေးတရပီမေဆိုတာငါဟာနော်ငါပစ္စည်းနော်ငါပစ္စည်းမင်းပစ္စည်းမဟုတ်ဘူးနော် မဟုတ်ဘူးလေတကယ်ကြီးဟိုမှာတရဖီလာတာကိုပြောတာဗျာတရဖီမေလာပြီ ဟာတရပီမေလာတော့မင်းဘယ်လိုသိ ကြက်ကလေးကြည့်တာလေဟာမဟုတ်ဘူးဟိုမှာလူကိုယ်တိုင်လာနေတာအဲ့ဒါကိုကြည့်ဟိုမှာတရဖီ Hello. Good morning, Trapime. I love you, good girl, beautiful girl. I love you. ဖြစ်စီတော့နားရှုံးလိုက်တာတရက်ဖြစ်စီဘာလာလို့တာ ဘာမှလုပ်တာမဟုတ်ပါဘူး။တော်ပြိုလေ။ခိုင်ရကိုမိုက်ကေကနေပြီးရင်ထဲမှာရှိတဲ့အရာတွေအားလုံးကိုထုတ်ပြီးအံပြခြင်းလို့ โอเคခေါင်းလိုက် ဟိုတော်ပါရှင်ဟိုဒီနားမှာတော့လာမအံပါနဲ့ဟိုနားလေးမှာမြောင်းတော့ရှိအဲ့နားမှာတော့အံပါလားဟိုကျမနှလုံးမကောင်းလို့ပါရှင် နှလုံးမကောင်းအောင်ငါတို့မကောင်းအောင် ဟုတ်လေ မဟုတ်ဘူးလေငါတို့ကရက်တွေကတော့ခေါင်းမတက်နှလုံးမကောင်းအောင်လို့ပြောတာဒီမှာကိုနဲ့မဆိုင်ဘာမှဝင်ပြောနေတော့အခုမင်းကိုပြောနေတာမဟုတ်ဘူးတရက်ပြင်းမရှိရအချစ်ကိုလိုချင်လို့ပြောနေဟုတ်တယ် အဲ့တရက်ဖြစ်နဲ့ပါဆိုင်လို့လေ အဆိုင်တော့မင်းကြီးအချစ်ကိုလိုချင်မင်းကိုပြောရမှာပေါ့ မကြားလည်းမကြားချင်တိလည်းမသိချင်ရှစ်ပုံစံလေကျမလုံးဝကြည့်လို့လည်းမရဘူးလာတငယ်ချင်းခဏနေသွားလိုက်မယ်နော်ဟုတ်ရှင်လေကျမတငယ်ချင်းအချစ်ကိုလိုချင်လို့ရှင်တော့ရှင်ရဲ့ဒီ style ကြီးကိုပြောင်းလိုက်အောင်ဟိုကျမတငယ်ချင်းကလေမြန်မာမှုမြန်မာဟန်လေးကိုမှအရန်ကြိုက်တာရှင်ဟိုဝမ်းနေပါတယ်ဆိုင်ကယ်နဲ့ကြက်ဖီနေ နားလို့ပြောတာ ဟုတ်တယ် ငါ့ကိုပြောရကြည့်တာငါ့ကိုများမိုက်ကယ်ချက်စီကိုများစိုက်ကယ်နဲ့ကြက်ဖေးနဲ့ မရိုင်းတာ တက်စော်ကားတာ ဒါတတ်မတရားပြောတာ ဟုတ်တယ် တတ်မတရားပြောတာ ဟုတ်တယ် မင်းကလည်းကြက်ဖင်နဲ့တူနေတာဟုတ်ကွာ ဟုတ်တယ်ကွာ တဖေးရတယ် အော်မင်းတို့ကတမျိုးအဲ့လေအဖြောစရာတို့ရေ
လက်ဖေးချင်းကဆက်လေးတစ်ခွက်လောက်ပေးပါလို့အဲ ဟာတပည့်အချိန်ကတော့ရှိမလားကွာထုံးလေးလေးနဲ့နိုင်နေဘူးပါပါဆိုတော်သေးတယ်မင်းဥစ္စာ အာမင်းပြောမှာပိုးဆိုးနေပြီကွာကိုရတဲ့ရောက်နေပြီဒီလေထုံးစားတိုင်းမဲ့လို့လိုက်နေတယ် အဲ့လေလက်ဖေးရေးဆိုတာတကယ်တော့အဖက်မပါပါဘူးအဲ့တို့ပါတော့လေလူဘဝခဏတည်းရလာတဲ့အချိန်မှာအဲ့လေအဖက်တင်တဲ့အလုပ်တွေကိုလုပ်သွားတယ် ဘာပြောတာ အဲ့လေအဲ့ဒါကြောင့်တွန်တင်းမျိုးပို့စားတိကိုအဖက်တင်စေခြင်းလို့တမိုင်းတွေ့အောင်နိုင်ငံကျော်အစိုးရကြီးဖြစ်ဖို့အကျိုးစားနေတာလေ ဟုတ်လားဟိုဒါဆိုတွန်းသေးဆိုတဲ့အထိပ္ပယ်ကဘာပြောတာလဲ အဲ့တွန်တင်းဆိုတဲ့အဓိပ္ပာယ်ကပြောရရင်အဲ့နည်းနည်းတော့အဲ့လေခက်ခဲနဲ့နေတယ်လို့အလုံးမှတ်ထားကြပါ အဲလူစမ်းပါ တွန်တင်းဆိုတာတွရင်တေးတဲ့နေရာကိုခေါ်တာပါလို့ အာမင်းပြောမှာပိုးဆိုးနေပြီကွာကိုမျိုးကိုတိတ်ကံမချစမ်းပါနဲ့ အဲ့လေတိတ်ခါကြတာမဟုတ်ပါဘူးအတွန်တင်းဆိုတဲ့အဓိပ္ပာယ်ကိုရှင်းပြပါမယ်လို့ လက်ဆက်မအောင် လူစမ်း အဲ့လေနက်နက်မိုးတော့အာယုံရောက်တဲ့အခါမှာကြက်ဖာကြီးတွေတွန်တဲ့အတန်ဟာတင်းတန်လေးလို့မตายရဘူးလားလို့ ဩဟုတ်တာပေါ့ဟုတ်တယ် အဲ့ဒီလိုตายရတဲ့ဒေသကိုတွန်တင်းလို့အမည်ပေးတာပါ ဩဒါကြောင့်တွန်းသေးကို ဟုတ်ပါတယ်လေအဲ့လေအဲ့တော့တွန်တင်းသိန်းတန်ကိုလည်းချစ်တယ်တွန်တင်းသိန်းတန်ကိုမျက်နှိုးတယ်အဲ့လေတွန်တင်းသိန်းတန်ကိုတန်မိုးထားတယ်တွန်တင်းသိန်းတန်ကိုရရင်တော့ယူချင်တာ မ လို့ လေး ဩယူရမလား အဲ့လောက်ချစ်တာပါယောက်ျားချင်းဖြစ်နေလို့ ဩချစ်တာ အဲ့လေ အဲ တွန်းနေသိတဲ့နဲ့ပတ်သက်ပြီးအလုံးလေးလာလိုက်စားရတယ်ခွာ ဟုတ်လားဒါဆိုဟိုတွန်းသေးဒိတ်တောင်ဆိုတော့ဘယ်မှနေတာလို့ အတွန်းနေသိတဲ့ကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်တွန်းနေသိတောင်လို့နာမည်ပေးတာ ဟုတ်လား အဲ့ကျွန်တော်ဇာတိကတော့လက်ပုတ်တာပါ ကြီးတာပေါ့ လက်ပုတ်တာဟမ်ဘာလဲလက်ပုတ်တယ်နဲ့တွန်းသေးနဲ့ဘာပါတယ်လို့ ဝီ အော်ဆရာကိုမျက်နှိုးလို့ပါလို့အဲ့လေ ဩဆရာကိုမြန်လို့တွန်းသေးဒိတ်တောင်လို့အမိပေးထားတာဗော တွန်းနေသိတော့မှကောင်းမှာပေါ့လက်ပုတ်တာဒိန်းတောင်ဆိုတော့ဘယ်နာထောင်ကောင်းလဲ ဟုတ်တာဗော ဒါလည်းဟုတ်တာဗောဒါနာမည်တက်တာပဲ ခင်ဗျားလို့ပဲကျွန်တော်တို့ကလည်းတွန်းသေးတဲ့ကိုမြန်လို့တွန်းသေးတဲ့တချင်းတွေဆိုအားရတာကျွန်တော်တို့က ဟုတ်တယ် အမေလီကွာတယောက်နဲ့တယောက်ကိုခမရနေကျွန်တော်တွေလုံနေပါလေ ဟုတ်ပါပြီအဲ့လိုဆိုရင်ကျွန်တော်ဟိုတွန်းသေးတဲ့တချင်းတွေတော့ငါဆိုးပြရမယ် အေးမင်းရတယ် ဟုတ်တယ် အဲ့ဒီနဲ့ဝေဖန်ပေးပါမယ်လို့ ဟိုတချင်းတွေလေအတိကြီးကအညာတပြုတ် အဲ့ညာတစ်ခုပါကွာ ဟိုအပြစ်တွေမှာတော့ဗျာဟို အတိတွေများတော့ညာလို့ဖြစ်တယ်လို့ ပြစ် ပြော တွေ တာ မှာပေါ့ဗျာတို့တော့မှာပေါ့ဗျာအဲ့လိုပြောစီတော့ပါ အဲ့လေးမင်းတော်မင်းတဲ့ ခေါင်းလောင်းတဲ့ညညပြီးတဲ့ရွာကြောင်းကိုကြည့်ရဲ့တရိယာနေတဲ့တငယ်ချင်းရေသူများငငယ်တုန်းကရွာဝင်လန်းစီမလေးလက်ရှင်ချက်ခါပြီးကလွားကကြောင်းတက်လာကြတာတပည့်မင်းနိုင်မလားမင်းတို့ငါတို့ငငယ်တုန်းကလေဒါ ဒါ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 တာတာဒါ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  ကာကြီးခခွေး အဲ့လေးအဲ့ဒီနေရာမှာနည်းနည်းလွဲတယ် ဘာဖြစ်လို့လဲ အဲ့လေးကကြီးခခွေးဆိုတဲ့နေရာမှာခွေးကိုအဲ့ဒီလိုဒုံးဒီမဖြတ်ပါနဲ့ ခွေးကိုဒုံးတီဖြတ်တော့ဘာဖြစ်လို့ ခွေးကိုဒုံးဒီဖြတ်တော့ခွေးတူသွားမှာအဲ့လေးအတန်တူသွားရင်နားထောင်တော့အပြန်ဆိုကြည့်ပါဦး ကာကြီးခခွေး အဲ့လေးခွေးကိုအဲ့ဒီလောက်မဆွဲပါနဲ့ အစောတော့ဘာဖြစ်လို့ ခွေးကိုဆွဲတော့ခွေးရှည်သွားမှာပေါ့ လေးကြည့်လို့မကောင်း အဲ့လေးခွေးရှည်သွားတော့ဘာမှမမိဘူးဖြစ်သွားပေါ့ ဘယ်လိုလဲ အဲ့ပြန်ဆိုပါဦး ကာကြီးခခွေး အဲ့ခွေးကိုအဲ့လိုအဲကိုတွေမထည့်ပါနဲ့ အခုကျတော့ဖြစ်လို့ ခွေးကိုအဲကိုထည့်တော့ခွေးတုံသွားမှာပေါ့အဲ့ပြန်ဆို ကာကြီးခခွေးအဲ့ချင်းတော့ပြကြိုက်တယ်ခမရပါစက်ထဲမှာလဲခွေးတွေပြည့်သွားပြီ ဟုတ်တယ်ကွာ ခွေးနဲ့အများကြီးဆိုတာအရင်ကောင်းပါတယ် အဲ့လိုပြောတာမှာခွေးတွေပြည့်ပြီဆိုတော့ဟိလုံးစရာကြီးဗျာ ကောင်မလေးလာပြီ မင်းစိတ်ဝင်စားနေတဲ့ကောင်မလေးတွေကွာ လာပြီလေ မခရီးဒီခရီး အဲ့ဒီငါ့ကိုပြတယ်ကျေးဇူးတင်ပါတယ်အဲ့သူ့ကိုလည်းအဲ့ခွေးကြောင့်လေးတော့ပြောလိုက်ဦးမယ် ကောင်းတာပေါ့ အချင်းကြောင့်လေး ချီကြောင်လေးပြောခွေးကြောင်ပြောမှာ တက်အရင်ကြီးနေသေးတယ်အဲ့သွားပြီကွာ
နေကြပါဦးရလို့နေကြပါဦး နေသားမအောင်ရှင့်ကကျမတို့ဘာကိစ္စနေခိုင်းနေရ နေစီစီလို့ပါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကနမငယ်ဟာကိုယ့်ရဲ့အသေးနှလုံးတစ်နေရာမှာနေတစ်စင်းလတစ်စင်းလို့အမြဲတမ်းတာနေလို့ပါလို့ ရှင်မလေးလာပြောနေတာလေ ဟောအဲ့ဒီကနမငယ်ကိုတကားဖွင့်ပြနေတာပါ ဘာလဲတကားဖွင့်ခိုင်းတာလား ဟုတ်တယ်ခင်ဗျာအိမ်နာတက်ချင်လို့အိမ်နာတကားလေးဖွင့်ပေးပါဟုတ်ပါဘူးဗျာအသေးနှလုံးတကားလေးကိုဖွင့်ပြနေတာပါ ချစ်စတာတော်ရရရနော် သဘောကျသွားပြီခင်ဗျဒါတူနီစတိုင်လေးလို့ ပါစက်မှာရှစ်စတိုင်ရဒိတ်အောင်နေပြီရှစ်စတိုင်ကိုသွားပြင်လိုက်အောင် ဟုတ်တယ်ရှင်ခုခေတ်ကလေဟစ်ဟော်တို့ပန်းတို့ခေတ်ရောက်နေပြီရှင်ကိုရှင်ပြန်ကြည့်ရောရှင်ဆိုင်ရလေကလိုင်းပြုတ်နေ ခလိုင်ကလှုပ်ချင်လို့လှုပ်တာမဟုတ်ပါဘူးဘောင်းမီဝင့်မထားလို့ပါလို့ဟုတ်ပါဘူးဗျာဟိုဘောင်းမီနဲ့ဆိုကြိုက်မှာပဲပတ်စိုးနဲ့မလို့ပါလို့ ဟုတ်တယ်ရှင်အခုခေတ်ယောက်ျားလေးတွေကကောင်မလေးတွေအချစ်ကိုဆိုချင်းစတိုင်ရှိရရဲ့ရှင်စတိုင်ရှိမှစတာဖြစ်မယ်ဆိုတာရှင်မကြားဘူးလားအဲ့ဒီတော့ချစ်ရဲ့စတိုင်ကိုပြင်လိုက်အောင်နော်ဟုတ်ပြီလားသွားမယ် အဲ့လေစတိုင်ရှိမှကလားနဲ့ညှိမဲဆိုတာကိုမသိလို့ပါဟုတ်ပါဘူးစတားဖြစ်မယ်ဆိုတာမသိလို့ပါလို့ရက်ဆက်လိုက်တာနှမရဲ့မင်းအချစ်ကိုလည်းလိုချင်တယ်တွန်းနေသိနေကိုလည်းချစ်တယ်ဒီဆိုင်ကိုတော့မပြင်ပြရသေးနဲ့ကွာလို့ဘယ်လေးဟဲ့အောင်ရေ ဘယ်နဲ့ကောင်မလေးတွေပြုံးသွားတာမြင်တော့မင်းအစီပြေးနေပြီရှင်လေ ပြင်းအောင်ပြင်းနေတယ်ဟေးပြင်းအောင်ပြင်းနေတယ်ပြင်းနေတယ်လို့ ဟောပြင်းသေးတယ်ဆိုတော့အဆင်ပြေသွားတာဗော ရောက်တဲ့ကြံခဲ့တာကိုပြင်းတယ်လို့ပြောတာပါလို့ ဟာကွာ ခါပဲပြောရလား ဒီမှာမဆန်ကိုချင်းစိတ်ကြီးဖောက်ဖြစ်ခဲ့မင်းတစ်ချိန်မင်းလူညာရေးဖြစ်သွားမှာတော့ဟဲ့ဖေဖေရတစ်ချိန်တော့အဲ့ဇာရိတတိပြပြခဲ့အဖေဘာဖြစ်နေလဲဘာဖြစ်နေလဲသိလား ကြည့်တာပေါ့ဓာတ်ဒီထိတ်ကြီးပြောင်းနေ အေးဟုတ်တယ်ပြောဒီထိတ်ပြောင်းတာပြောနေတာမဟုတ်ဘူးကွာထိတ်ပြောင်းတာပြောနေရမဟုတ်ဘူးဖေဖေရတကယ်ချစ်စိတ်ကြီးပြခဲ့ဘာမမော်ဆိုရီဖြစ်ခဲ့ရကွာမော်ဆို တ ရီ ယ်ရရမုံဆုံးမှပဲကြောက်ဘူးပါလေ ဟာဟဲ့ငါယောက်ျားကြီးကွာယောက်ျားကြီးဒီမှာဟဲ့မင်းကိုနိုင်ငံကျော် post မက်ကဲချက်စလို့မင်းကြည့်ကြမယ်ကွာမင်းကြည့်ကြမယ်သိလား ကျင့်ကြံမဆိုလို့ဟိုသွားပြီးတော့မသိရသေးတယ်ကြည်ဟိုစာဆောင်တို့မဂ္ဂဇင်းတွေတို့မှာပါတယ်လို့လေမိုက်ကယ်ဂျက်ဆင်ရတဲ့အရွယ်မရောက်သေးတဲ့ကလေးတွေကိုကျင့်ကြံနေတဲ့ဒါဒီရောအဲ့လိုမျိုးဘယ်နှခါကျင့်ကြံနေပြီလဲ ဖေမမမိတော့ပါဘူးကွာဟဲ့မင်းဘာပြောတာတော့မင်းကငါပြောတာမက်ကဲချက်ဆိုကြည့်ကြမယ်ဖေဖေကမင်းကိုပတ်ဖို့နေတာမင်းနိုင်ငံကျော်ကြီးဖြစ်တော့ဖေပတ်ဖို့နေတာမင်းကောင်မလေးကိုမင်းလူချင်တာနဲ့မင်းမက်ကဲချက်ဆိုတဲ့အဲ့ဒီလုံးဝမဖြောပြအောင်နားလည်မလားမင်းနိုင်ငံကျော်လိုက်ကောင်မလေးကအလိုလိုမင်းနောက်ရှောက်လာမ ကောင်းပြီလေဒယ်ဒီပြောသလိုကျွန်တော်ကစူးစမ်းပါမယ်ကျွန်တော်အောင်မြင်လာတဲ့အချိန်ကြာမှာကျွန်တော်ကောင်မလေးကယောက်ျားယူသွားလို့ကတော့ဒယ်ဒီကိုကျွန်တော်ယူမှာနော် ဟဲ့ငါယောက်ျားကြီးကွာယောက်ျားကြီးဖေယုံမင်းယူမယ်ဟာလားဖေယုံယူမှာဘာလို့ ဘယ်တော့မှလည်းပြင် တားရဲ့သူတို့ရဲ့ထင်မြင်ယူဆချက်တွေဘလို့ပဲပြောတားရဲ့ယူရဲ့ချက်ကဘာလဲအဲ့ဒါကိုတားစိတ်ထဲမှာတိထားဖို့လိုတယ်လေ အဲ့တဲ့ရွယ်ချက်ကတော့ခရီးစီကိုယူဖို့ပါပဲမင်း ကောင်းတာဗောတားရဲ့ဟမ်ဘာပြောလဲ အဲ့ဒီလိုပါမင်းအဲ့လောကသဘာဝမှာအမေတိဒါနားလေထားဖို့ကအဲ့ယောက်ျားမှန်ရင်တနေ့ကျရင်မိန်းမယူတာပဲအဲ့မိန်းမမှန်ရင်လည်းယောက်ျားယူတာပဲလို့အဲ့အမေတော်မှယောက်ျားယူခဲ့သေးတာပဲအဲ့အမေသားကိုကိုချင်းစာပေးပါလို့ပြောချင်တာပါ တားလေးရဲ့အမေကလေလူလောကသဘာဝတရားကိုနားလဲပါလေဒါပေမဲ့ကိုယ့်ကိုမတူမတန်ဖက်မတန်တယ်လို့ဆက်ဆံတတ်တဲ့ဒီခစ်ဆန်ဆန်မိန်းမကိုမယူဖို့ပြောတာပါတားရဲ့ အဲ့အမေရဲ့အမေသားဆိုတဲ့အဲ့ဒီကျွန်တော်ကလည်းမမီနိုင်တဲ့မွေးလုံးမြင်လို့လှလုံးနဲ့ပန်းကိုမှမရရအောင်ယူချင်နေမိလားအမေရဲ့အဲ့တော့သားရအောင်ယူမယ်အမေဟာလို့ နေစမ်းမောင်သားလေးဟိုသားကဒီကောင်မလေးကိုယူမယ်သာပြောနေတယ်သူဟာဝသားကိုအချစ်ကိုလက်ခံလို့လား သားချစ်ကိုလက်ခံတာလက်မခံတာသူ့လို့ပါအမေသားသူ့ကိုရအောင်ယူမယ်ဆိုတာကတော့သားရဲ့ရည်ရွယ်ချက်ပါပဲလို့ ဒါဆိုရင်သားကခရီးစီဆိုတဲ့ကောင်မလေးကိုယူမယ်ပေါ့ ဟုတ်တယ်မေသားသူ့ကိုပဲရအောင်ယူမှာပါလို့ ဒါဆိုလို့ရှိရင်အဆိုတော်ကြီးတွန်လေးတဲ့နိုင်ရဓာတ်ပုံရှိမှာ
တွန်တေးသိမ့်တန်လို့အစိုးတော်ကြီးဖြစ်ရပါစေမယ်လို့ဂရိကဝတ်ပြုတ်ထားတာကြတော့ အဲ့ဒါကလည်းခရီးစည်းကိုယူဖို့ပါပဲ ဘာဆိုင်လို့လဲတာရဲ့ဟိုကတချင်းဆိုဖို့ဒါမိမယူဖို့ဘာမှမဆိုင် မဆိုင်မဲမနေပါဘူးအမေရဲ့လို့အမေပဲစဉ်းစားကြည့်ပါဗျာအခုချိန်မှာခရီးစည်းကတားရဲ့အချစ်ကိုလက်မခံနိုင်ပေမဲ့လေအဲ့လေတစ်ချိန်မှာနာမည်ကျော်ကြလူကြိုက်များပြီးတော့ရုပ်ရှင်သဘင်ဂီတစာရေးစရာပြဆက်မင်းသားကျော်ဥတုန်နဲ့သိမ့်တယ်လို့တားဖြစ်သွားမယ်ဆိုရင်တားချစ်ကို तू လက်မခံမဲနေပါမလားအမေရဲ့လို့အေးဟုတ်တယ်နော်အမလီအမေသားကြီးအမေသားကြီး အမေရဲ့အမေသားကြီးပဲလို့မပြောပါနဲ့အဖေရဲ့အားစိုက်မှုလည်းပါပါတယ်လို့ဟုတ်တယ်သားဟုတ်တယ် အားစိုက်တယ် ဘာပြောလဲဟဲ့အမလီအမနဲ့ဘယ်ရမီ အော်စရာကောင်းလိုက်တာဟဲ့သူ့လိုပေါ်ကြောင်ကြောင်တောဆိုင်တောကိုက်ကိုငါလိုမော်ရတွန်တေးသူကစိတ်ဝင်စားစရာလားဟဲ့ ပြောမကြည့်နဲ့တောမီလောင်လို့နေရင်လည်းခံစားသွားရလိမ့်မယ်သူလည်းဒီနေ့ကျမအောင်မြင်ဘူးလို့ပြောနိုင်မှာလား ဟုတ်တယ်လေလူဆိုတာအညောင်းနေပဲလေ ဟမ်မင်းအားလေဟဲ့အညွတ်မဲကြောက်ဘူးပါဘဲနဲ့အညောက်ကြမကြဘူးပါဘူး နေရာလေတချို့ပင်နေကအညောင်းရထတာတွေအများကြီးပဲရှိတယ်ဥပမာခိလောက်လို့ကလုံးလို့လို့ပေါ့ ထောက်ခံတယ်ကြားလေးဆိုတာအညောင်းကထွက်တဲ့ဥမျိုးလေတွန်တေးဒိန်းတောင်လေအညောင်းကနေပဲထမဟာ နင်တို့ကတော့လေပေါက်ပေါက်ချာချာကိုပြောတတ်တယ်ငါရင်ထဲမှာကတော့လေ hip hop တို့ rapper တို့ပန်တို့ဟိုဒီလို model style ကိုပဲငါစိတ်ဝင်စားတယ်ဟာတို့တဘောပေါက်တယ်နော် ဥပ္ပဆမ်းမွေကျွန်တော်ကိုရေးကြီးတုတ်ပြန်နေအခါလွတ်လိုက်တယ်ဆိုတော့ဘာကိစ္စမလဲပြောလို့လေ ဒီလိုကွာမင်းရွာဖျားပွဲမှာမင်းဦးစီးပြီးတော့ကားပြမယ်ဆိုတော့တွန်တေးသိမ့်နဲ့ပြတ်ဆက်အဲ့တော့ပြီးပြီလားလို့ ပြီးပြီလားဆိုတာဇက်တော်မတက်ရဘူးလေဗျာကျွန်တော်စဉ်းစားထားပါတယ်လို့ ဘာလို့မစဉ်းစားတာလဲ ကျွန်တော်စဉ်းစားထားတာကတော့ကျွန်တော်ရဲ့တင်းစရာမြင်စရာကြားစရာဖြစ်တယ် မင်းကလည်းကွာတင်းစရာမြင်စရာမရှိပါဘူးမင်းကြားစရာဆိုတော့လည်းဟုတ်ဦးမယ် တချို့ကလည်းမမြင်ဘူးပဲနဲ့အဲ့တိုင်းပြောပြီးလှုပ်ရှားနေကြတာရှိပါတယ်ကျွန်တော်ရဲ့တင်းစရာမြင်စရာကြားစရာဖြစ်တဲ့ဒုနေသိမ့်တိုင်းရဲ့စိုးမှုမြတ်တာဆိုတဲ့ဇက်ကိုကမလားလို့စဉ်းစားတာကောင်းပြီ ကောင်းလိုက်တာကွာအဲ့တော့အဲ့ဒီပြတ်ဆက်ကမင်းတို့ဦးတိုက်ပြီးကြပြီလား တိုက်တော့မတိုက်ရသေးဘူးဥပ္ပဆံမွေးဘေးမှာတိုက်မလို့ မလုပ်ပါနဲ့ကွာငါ့ကို မဟုတ်လေဒီနားလေးမှာပဲဒီမှာပဲတိုက်ကြည့် ငါအိမ်မှာ ရေအောင်ပြကျင်တာ အဲ့ဒီလိုလုပ်တာပါ ပေါ်မှာတိုက်မယ်လေ အဲ့တော့ဆိုရင်မင်းဦးဆောင်ပြီးတော့ဇက်ကောင်တွေရောပြီးငါရှိမှာအဲ့ဒီသုံးမမိတာတိုက်ပြန်ဆိုင် အဲ့ဒါဆိုရင်တော့ကျွန်တော်ဟိုဘက်ကပိုးကိုပဲမင်းသမီးတင်လိုက်တော့မယ် ကောင်းတယ်ဆိုးရတယ်လိုက်တယ်ဆိုးရတယ်လိုက်တယ် အဲ့တော့ကျွန်တော်ကဥသိမ့်တဲ့နေရာကနေပြီးသူကစွတ်စွတ်နေရာကနေလိုက်လေ အေးလိုက်တယ်ပိုးနေရမလားလို့ ရပါရဲ့ လူကြီးတွေရှေ့မှာပြောတာနော်နင်းကလေးပဲနော်ရတယ် ဘာသာကားလဲ ဒီပြဆက်ကိုသူရတယ်လို့ပြောပြီးပြီ ဒါရှင်းရှင်းလေးပြောတော့ရ အဲ့ဒီတော့ကျွန်တော်တို့ရှေ့ကအပိုင်းတွေကိုပိုင်းပြီးတော့အတွင်းသိမ့်နှံကိုလူသိခဲ့တဲ့နေရာကနေစပြီးကကြည့်လေ အေးကောင်းတယ်အတွင်းသိမ့်နှံကနေပြီးစိုးစိုးကိုခိုးသွားတဲ့အခန်းအတွင်းသိမ့်နှံကသင်္ဘောစိတ်ကနေပြီးနိုင်ကိုကြည့်လိုက်တယ်၄နိုင်တောင်ထွန်းနေပြီသင်္ဘောဩဒန်တောင်ကြားနေပါလားဆိုတဲ့နေရာမှာသင်္ဘောဩဒန်အဖြစ်ဥရှင်ပြောကတာဝန်ယူပေးပါဩသာလုံးဝမှာဟုတ်တယ်ဘောအစကလေးဘောလောက်ကြည့်ပါဦးဘောလက်မကန်နဲ့အလက်အဲ့ဒီပါဇက်ဆိုင်လို့ဆိုကျွန်တော်ရတယ်ပဲ ဘာစကားတော့ဆိုအတန်တုံးမိုက်တယ်လို့အဲ့လိုလုပ်ပါကွာအဲ့ဒါဆိုရပြီအဲ့ဒီချိန်မှာလက်ပိုးကဘာပြောရမလဲဆိုတော့ကိုသိန်းနဲ့စိုးသိန်းမို့ပေါ်တက်ခဲ့မယ်ငါကဥသိန်းတန်ဖြစ်တဲ့ငါကအုံးမတက်နဲ့နင်ကဟင်းအင်းတက်မယ်ကျန်တာကတော့ဘာညာကွိကွာဘောလို့အဲ့ဒါဆိုရင်စမယ်ဘက်တရီပါပြီပါဘယ်နဲ့ဆိုတော့ဘယ်လိုလိုက်ရှာလဲ သူများတွေပြောရင် ready ဖြစ်မှာဘောလို့အတွင်းသိမ့်တယ်လို့ပြောတော့ဘက်တရီဖြစ်သွားတာ လုပ်ပါကွာ လုပ်လိုက်ပြန်ပြီကွာ ဘက်တရီ1 2 3လေးနိုင်တောင်ထိုးနေပြီသင်မအိုးအဒန်တော်ကြားနေပါလားဘော
ကိုသိန်းနဲ့ဟိုစိုးတင်မောစားနေတယ် မစားနဲ့ချီးပါတတ်တယ်လေ စိုးတင်မောတက်ခဲ့မယ်တင်မောစီမရှိဘူးရော့ခွဲသည် ဘာတော့ တောင်မိုင်းမှာဆုတ်ပေးမယ်ဒီပြက်ကဘွားမှာရိုးနေပြီမမိဘူးလားပို့ရဲ့စိုးတင်မောပေါ်တက်ခဲ့မယ် မှတ်တော့ညော ညောလေကလေးဖြည်းဖြည်းပြောပါလား နည်းနည်းလှုပ်ထဲမှာဂယုဆိုင်မှာဘောလို့အဲ့လွယ်လွယ်လေးလေးနိုင်တောင်ထိုးနေပြီတင်းမောအတဲ့တောင်ကြားနေပါလားဘောကိုသိနေစိုးတင်းမောမတက်ခဲ့မယ်အိုမတက်နဲ့ဟင်းတက်မယ်ဘာညာကွိကွာဘော အေးပဲအေးလေဟာ အကြရဘူးအဲ့ဒါစမယ်ဘက်တရီ ကဲလုံး ready 2 3အဲ့လေးနိုင်တောင်ထိုးနေပြီတင်းမောအတဲ့တောင်ကြားနေပါလား ဘော ကိုသိန်းနဲ့စိုးဖို့တင်မောကြီးတက်လာလို့ ဟဲ့နင်းတင်မောပေါ်တက်တာနင်းပေါ်တင်မောတက်လို့နင်းပြပေါ်မှာပေါ့နင်းပေါ်တင်မောတက်လို့လားအေးလာပြီတင်မောကြီးပေါ့ ဟာဒီမှာပါကွာ အဲ့ဒါမပါဘူးအဲ့ဒါမပါဘူး ဟုတ်တယ်ကွာတလောက်ညံ့ပြရလား လို့ပေါ့လို့ပေါ့ အဲ့ဦးရှင်ပြောလေဗျာကလေးတွေနဲ့ခံပြီးတော့ အဲ့ဒီခံဘာစကားတော့ကွာ ရမဖြစ်ပါနဲ့လို့ပြက်စက်တိုက်တယ်ဆိုတာစိတ်ရှိထားတယ် ဟုတ်တယ် အဲ့ပိုးကလည်းဟာလွယ်လွယ်လေးဥစ္စာကို ငါကျတိချာမှတ်တာလေဟာလေ ပြဆက် ဟုတ်ပါ အဲ့စမဲ့ဘက်တရီ ဟာဗျာမင်း ready 2 3အဲ့လေးနိုင်တောင်ထိုးနေပြီတင်းမောဩတဲ့တောင်ကြားနေပါလား ဘော ကိုသိန်းနဲ့စိုးတင်မောပေါ်တက်လာခဲ့မယ်နော် အိုးတက်ခဲ့ ဟေးမတက်နဲ့ဒုက္ခများကုန်မယ် အဲ့ဒါမတရားဘူးလေ ကျုပ်ပါကျုပ်သဘောကျလို့ခေါ်တာဘုရုကယူဆိုင်ရပါလေဗျာအဲ့ဆိုတက်ခဲ့အိုးဆိုပြုတ်ကြမယ်နော်ဘောကိုဖတ်တာ ဘာလို့ဟာ အတင်းမောပေးရဘောခွေးကိုဖတ်ထား အဲ့လိုရှင်းအောင်ပြော ဆိုဟိုမှာကြည့်လိုက်စမ်း ဟာလား လူပြင်းကျဲ မြင်းနေတယ်ပြင်းပြင်း အဲ့မြစ်ကရွာတောင်ပိုင်းမှာလေဗျာခင်ဗျားတို့ကလူတွေပဲဥစ္စာကိုခွေးတွေမှမဟုတ်တာ ဟုတ်ပါပြီဆက်တော့ အဲ့မြစ်ပြင်းကျဲအကွေအကောက်မြောက်များစွာသောလူလောကနေနိုင်ရှင်ရာကွယ်ဘဝဆိုတာလေဥပမာဤတို့နဲ့အချစ်ဆိုသောသဘောတရားများထို့အတူပါမေရဲ့ငါလည်းဒါပဲရပါတယ် နန်တန်တူနန်တူ အဲ့ကျွန်တော်မကြက်ရသေးဘူးလေဗျာလို့ မင်းအလုပ်ထားလေမင်း ကော အ င်း လုပ် နေ ထား ပြီကောင်းနေပြီကြောက် အဲ့ဒီအခန်းပြီးသွားရင်အဲ့စိုးစိုးရဲ့အဖေကမွန်းညူရဲစကန်ကိုဖုံးဆက်တဲ့ခန်း ဟုတ်တယ် အကိုရှင်ပြောကြီးကစိုးစိုးအဖေလို့ ဩအဲ့ပြဿနာငါပါပြီ စိုးစိုးအဖေလို့ စိုးအဖေလုပ်တော့သူ့မေကလက်ခံမှာလား ဟာတော့ ဒီ ကြောက် ဘော ဟာရိုင်းမှာပေါ့ အေးဘာတွေပြောနေတာလဲဗျာ ဦးတင်မျိုး အဲ့ အဲ့ကိုတီမျိုးကိုအတင်တစ်မျိုးနဲ့ ကျွန်တော်နဲ့ထင်ထိုး တယ်ဗျ ငါခန်းပေါ့ငါခန်း ဒေါသထွက်လာမယ် တော့ထွက်လာဟမ်သမီးကြံပါစက်ရေတွင်းလောက်မှစောင်းမတက်တဲ့ကောင် ဘောလောက်မှာကောင်းနေကော ငါမသိတာပဲကွာဟင်ငါအိမ်မနေငါစိတ်နဲ့ပညာသင်တရေဘောအေးအလယ်နာဖောက်စားတဲ့ကောင် တေးနာမောက်စာ စားတယ်ကော အနာဝါမရလို့ကွာသမီးလေးတော်လှလေညမကြီးရောင်းစားသွားတယ် ဩ ဘယ်လောက်ရ ရောင်းမှမြင် ရောင်းမှမြင်းစီလောက်ထားမှာ ပြောတာလေးမှားနေလို့ဟမ်ဟိုကောင်လည်းတိတ်တန့်ဆိုတာကောင်လည်းကျေကျူးတရားမသိဘူးငါသမီးကိုဖျားရောက်ပြီးတွဲတဲ့လက်တော့ဝယ်တိုက်သွားတယ် ခါရောက်ကွင်းဆောင်တယ် ဟာကွာရမှာသူလုံးချင်လုံးပါပေါ့ကွာဟေးတင်မျိုးနဲ့တမျိုးနဲ့ရှိတယ်ကွာဖုံးမိသား ဟာငါအိမ်မှာဖုံးတော့မရှိဘူးကွာအေးလို့ရဒါဖုံးနေရပေါ့ကွာဖုံးတော့ပေါ့ နောက်ဆုံးပေါ်ဖုံးပေါ့ အေး ဖုံးကလည်းချီးစော်နိုင်တာ ကြီးတယ် ကလေးအချေချေ ဘာလဲတော့ဟာ ဖုံးမိနေတာကွာ ဩဖုံး ကလေးအဲလောဟို ဟယ်လို ငါပြောနေတာပြောမယ် ဟယ်လို ဟယ်လိုမွန်ညိုရထားနာလားခင်ဗျာကျွန်တော်တိုင်ချက်ကိုရေးထားပါကျွန်တော်အငိမ့်စားလယ်ဝင်ဥတင်မျိုးပါကျွန်တော်သမီးမောင်သိန်းတန်ကို ဟာ ဩဆိုးကို ပြောရင်လောဘကြီးနေတော့ကွာပြောရင်လောဘကြီး ဖ နေ တ် တော့ တိုက်တာကွာ ကျွန်တော်သမီးဆိုးဆိုးကိုသိန်းတန်ဆိုတဲ့ကောင်ကဖျားယောင်းရင်သွေးစေးတွေခိုးသွားလို့ ဩဖျားရောက်တဲ့ဆောင်သွားတော့ ဖျားယောင်းသွေးဆောင်သွားလို့ဤဒီမမွန်ညိုရောက်ရင်စွတ်စွတ်ဖမ်းထားပြီးတော့သိန်းတန်ကိုပြန်လွှတ်လိုက်စမ်းပါခင်ဗျာ ကောင်းပါလေဩဘာပြောတာတော့ဘာပြောတာ ကိုရောက်လုံးမိုက်တာပဲမိုက်တဲ့သမီးဖမ်းလဲအေးတာပဲဒါပါပဲနော်ကျွန်တော်လိုက်လာကြ
ကျွန်တော်ဖုံးချလိုက်တော့မယ်ဂိမ်း ဟောဘယ်ဖုံးကြလာခိန်းလားကွာ ဖုံးနာမှာခွေးနေတယ်မင်းနားမလဲဘူးလား အမင်းကိုပြောတာ သေတော့မယ် ဒါငါခံ ဟုတ်ပြီ အားလုံးကမယ် သူခတ်သူပိုင်ဝါသူခတ်သူ အဲ့ ပိုင် ဒါ ဝါ ဆိုအစီပြေပြီလို့အဲ့ဒါပြီးတာနဲ့စုံမဆူဆူနဲ့ကျွန်တော်နဲ့တင်းမောကိုတက်ပြီဟုတ်ပြီတင်းမောကိုတက်တဲ့ခါမှာရဲနေရောက်နော် ရဲ ရဲနေ ကျွန်တော်ရဲတာ အော်အဲ့ဟိုလာတဲ့မောင် တူ လေး တူတစ်ဖက်တက်နေမမောင်ရဲ့ဟုတ်တယ်မမောင်လည်းကျွန်တော်လား အဲ့ခင်ဗျားရဲ့မောင် ရလူရမေးရုံနဲ့ဆိုမိုက်တယ်ရ ဟာလူသား ဟုတ်တယ်အဲ့ဇာတ်လမ်းထဲမှာလူချလောက်ပါမယ် ဟောဒီဆက်တော့မင်းသားလူသားဟိုကမလေးတစ်ဖက်တက်နေတယ် ဟုတ်တယ် အဲမ မေး မော ရုံ င် နဲ့လိုက်တယ်ရ ဟယ်လိုအနေ အန်ကယ် ခင်ဗျားပြောပါလားခင်ဗျား ဘာနေရလဲမင်း အတိတော့ခင်ဗျားတင်မလားခင်ဗျားရွာမှာလူကြီးကိုခင်ဗျား အန်ကယ် ဟုတ် ဒါလည်းမအခါ ဟယ်လိုအကဲနော်ကျွန်တော်မအကကကြပါတော့တာဖြစ်တယ်ကျွန်တော် ခေါင်းလေးမူးတယ်ကွာ အကပါဖြစ်တယ် ခေါင်းလေးမူးတယ် ကျွန်တော်အကပါဖြစ်တယ်ဘာတော့ဖြစ်နေ ခေါင်းလေးမူးတယ်ဟဲ့ကောင်ငြိမ်ငြိမ်ပြောပါ ကျွန်တော်အကပါဖြစ်တယ်ကြောက်တယ်ဘာဖြစ်နေ ဟဲ့ကောင်ငြိမ်ငြိမ်ပြောပါ ကျွန်တော်စောပတာအဲ ဟာမောင်မောင်လွင် ဖြာအကဲပြောပါ ခေါင်းလေးမူးတယ်ဟဲ့ကောင် ပြောပါကျွန်တော်မလို့ မောင်မောင်လွင် စောပဲဟမ် စွတ်စာရွက်ပြခက်သူချစ်တဲ့သူနောက်ကိုလိုက်သွားပြီတဲ့ဇာလာလည်းမအားရမပါဘူးဇာလာလည်းမအားရမပါဘူး ကျွန်တော်ချစ်သူတော့ကျွန်တော်ရင်နာလို့ပါဦးရင်နာလို့ပါဘယ်ရောက်လဲသူတို့မရှိလားတမယနာကောင်အိမ်မှာအိမ်မှာနေပြီးတော့အင်္ဂကျွေးတာစားအင်္ဂပညာသင်ပေးတာကိုယူပြီးတော့ကြည့်လားကျွန်တော်ချစ်တဲ့သူခိုးတာတက်ကူရဲမှာအဲ့လိုလို့ ဟုတ်သိန်းတာကိုလုံးမလားငါ့ကိုတမ်းမလား အဲ့ဒီကိုလုံးချင်တာပါဦးလေးရဲ့ခရောပါ မင်းလောက်မကောင်းဘူးငါလည်းအကောင်စိမ့်တာလေငါတပိတ်ကျွေးထားတာကွာငါပြန်နေမတဲ့အဲ့လိုတော့ရိုက်ပလိုက်ချင်းသေးတယ်ကွာ တော်ရလို့ချင်တာ တော်ပြီကွာတော်ပြီဟဲ့ကောက်တယ် အဲ့ခါလေးတော့ထောတာဖြစ်တာလည်းကွာဟဲ့ငါလည်း အစီပြေအဲ့ကျွန်တော်ဇလန်လေးကရီလဲရီရမှာလက်ကြီးနဲ့ပဲရိုက်မလို့စင်မောရောက်ကျွန်တော်ဓာတ်တယောက်တစ်ချောင်းပေးရမယ်လေ စင်ပွားတယ်မှာပေါ့ အဲ့ဒါပြီးကျွန်တော်နဲ့စိုးစိုးနဲ့ကလက်ချင်းချစ်ပြီးတော့တချင်းလေးဆိုပြီးထွက်လာမယ်အဲ့ဝင်းတမြေရဲ့ဂျာမင်းမင်းငါမရ ယူသွားဟာကွာမင်းကလည်းရေးတယ် ဝ ငါ င်း မ မြေ င်း ရွာ အေးမူးမရအား မဆာတန်တာကအေးအဲ့ဒါပြီးတာနဲ့တင်းမောဘုံတက်မယ် ဟုတ်တယ် အဲ့တင်းမောဘုံတက်တာနဲ့အဲ့မင်းကရဲလို့ရမှာ ငါရဲလောက်ရမှာ အမင်းရဲရုပ်ရဲရုပ် ဘာလို့ရဲရောက်ရမှာတော့ဗျာ မင်းရဲလို့တက်လားလို့ ရဲရတာဘောကငါရဲရတယ် အဲ့ရတယ်ဆိုရင်အဲ့ရဲနေရနေမင်းကတေးဆောင်ငါတို့ဖမ်းမှာ โอเค အဲ့ဒါဆိုရင်စလိုက်ရအောင် ဒီဆက်လိုက် ဟုတ်တယ်ဟုတ်တယ် ဘက်ထရီ တဲ့ကွာ ready လောက်စမ်းပါ ready ပါကွာ ဘက်ထရီ1 2 3 ဟာ3 4အဖမ်းပြီကွာ ဘောဟာရထားတော့ဆိုင်ပြီငါစီမှာဖုန်းဆက်ထားနေတော့တင်မောဆိုင် တင်မော အော်တင်မောလားဘသူဘောဆိုတော့ရထားအောင်မေး ရဲရလေသင်းမောင်မရထားမှမသိတယ်ရဲပဲ ဘာဖြစ်ဖြစ်ကွာ နေရာတကာရောက်နေလို့ပါကွာ ရပြီ ကဲလို့ပါ ဟေးဟဲ့မင်းစိုးစိုးမလား ဟုတ်ပါရဲ့ဦးရဲ့သမီးနာမည်ဆွဆွပါ ဟုတ်လား ဟုတ်လည်းညို့ ဆက်စွာဒီမှာ မားတယ်ပြီ တော့ဒီမှာ စိုးစိုးကသူလား ဟုတ်တယ် ဟေးစိုးစိုးနင်အပြားလေးငါပြတယ် ဟေးဘာတော့ကွာ မတ်ပုံလေးကွာမတ်ပုံလေးအလုံးမရှိဘူးအပြားပဲရှိတာ မပုံနေလုံးဆမ်းမှာကွာ အမီစိုးစိုးအသက်ဟာငါနဲ့မတိမရိပ်မယ်ဟာ ရတယ်ဟုတ် ဟောအေးအသက်22နှစ်ဟာဒါနဲ့ဒီကောင်သိမ့်တယ်နင်ကိုဖြာရောက်ပြီးသွေးဆောင်လာတယ် ဖျားရောက်ဆောင်တယ်လို့ အေးနင်ဖြာရောက်ပြီးသွေးဆောင်လာတာနင်အဖေတွေငါစီမှာတိုင်ကျဲဖွင့်ထားတယ်နင်တို့ငါဖားရလိမ့်မယ် အဲ့ဆိုကိုသိန်းတော်ရဲတွေဖျန်းတော့မယ် ဖမ်းတော့မယ် ရဲရုံလို့ဘူးတဲ့ရုံဖျန်းတော့မယ်ဖျန်းတော့မယ် ဖမ်းတော့မယ်ဟဲ့ အဲ့ဒီချိန်မှာကျွန်တော်ဖမ်းနေပြီအဲ့မှာစိုးစိုးမှားတော့မှာလေ ဟုတ်တယ်ဆလာရမင်းရောက်လာပြီ အေးမင်းရောက်နေတာဖမ်းနေပဲ ရင်းနေလို့ပြီ ကိုသိန်းတော်ကိုရဲတွေဖမ်းသွားပြီဆိုရင်အဲ့တော့ကိုသိန်းတော်စိုးမှားရရှိတာလေးမှားခဲ့မယ်နော် အမြင်ပါကွာ အဲ့စိုးရဲ့အမမမိုးရှိမှာအဲ့ပတ်စံ9000ရှိတယ်လို့ ရှာဟိုကိုသိနေအထားခဲ့ရလား အဲ့သွားမတောင်းနဲ့ပါရိုက်လိမ့်မယ်သူ့ပတ်စံနေ သူ့မကြောက်ဘာလို့ကြွားတယ်ပြောနေရလဲ ဟောအဲ့လိုရည်စရာလေးလည်းပါမှာပေါ့ဗျာ ဟုတ်တယ် သာသာလည်းပါအောင်ပါဟုတ်တယ် အဲ့ဒါဘုရားဘုရားစီသွားမှာအချိန်မှာအဖေတွေလိုက်လာပဲလေ အေးတို့ရောက်ရတယ်ဝေး ဟုတ်ပြီ မင်းကရတယ်မင်းကရတယ်ဟဲ့ဟဲ့ဟာကျေးဇူးလိုက်တာရဲကြီး
ကျေးဇူးတင်ထား ရပါကျေးဇူးတင် မင်းနေမင်းနေ နာလေငါချစ်သူလေ ဟုတ်နားထား ငါချစ်သူလေ ဒါသမီးအဖေအရင် စစ်စစ်ငါလည်းလက်ထမှာလေသိတော့ နာခဏ နိုင်ငံသားပြန်လာတာလေ ဟုတ်တယ်ဇာသိမ်းမမအဖေအသားဇာသိမ်းမဖယားအသားမင်းနားမလဲပဲနဲ့ မနေမှာ ဟုတ်ပါဆန္ဒတော်မင်းနားမလဲပါဘူးဖိုင်ပါရဲ့ ကျေကျွန်တော်ချစ်သူ ဘယ်တော့သာဖယားအသားအဲ့ဒီမှာငါငိုပါ ဟိုချစ်သူက သမီးဆိုမိုက်လိုက်တာသမီးရဘောဝတ်တာသမီးလေးမိုက်လိုက်တာကွာဘောဝတ်တာရေးဘာလဲဗျာမိုက်လိုက်တာသမီးရသမီးတို့ဒီကောင်နဲ့မပေးစားဘူးအဖေယူမလို့အဖေယူမဲ့လူကိုရှာပေးလားမမင်းချမရှင်နဲ့ဘယ်မှာဘယ်မဟုတ်ဘူး ဟုတ်တယ် ဘယ်မဟုတ်ဘူး ငါ အဲ့ကောင်ဘယ်မဟုတ်တယ်ဟော ငါတော့မဟုတ်ဘူးကွာငါငါ ငါဖက်တော့ဟုတ်တယ်မေးရ ပို့တယ် ဖက်တာငါပေါ်တယ်ဘယ်မလို့ဒီညာပေါ်တယ်ဘယ်မလို့ဒီညာမင်းလာမလို့ မနေ့ညငါအိမ်မက်တွေမကောင်းတငယ်ချင်း ဘာလဲဟိုနင်းအိမ်မက်ထဲမှာဘလူးတွေတစေးနဲ့နှပန်းလုံးနေရလား အဲ့ဒီဘလူးတွေတစ်စေနဲ့နှပန်းလုံးနေတယ်ဆိုရင်ငါဖြေတာသေးတယ်ဟာအခုဟာငါအကြောက်ဆုံးတော်ဝါတကောင်ရဲ့အနိုင်ကျင့်တော်ငါခံနေရတာ အကြောက်ဆုံးတော်ကောင်ဆိုတာဟိုဘလူးလားတရေလား နင်ပြောရတယ်တခုမှမဟုတ်မိုက်ကယ်ဂျက်တင်ကိုပြောနေတာ ဟာနင်းကလည်းဘာများလဲလို့အသေးတာဒီဘာလို့အဲ့လောက်ဒီမိုက်ကယ်ဂျက်တဲ့ကိုကြောက်ရွံ့နေရလဲ ဘာကြောင့်အဲ့လောက်ကြောက်ရွံ့နေရတယ်တော့ငါလည်းမပြောတတ်ပါဘူးဟာအဓိကကြတာကတော့မြန်မာပြည်မှာမွေးတဲ့မြန်မာယောက်ျားသားတစ်ယောက်ကတိုင်းတစ်ပါးယဉ်ကျေးမှုအပေါ်မှာမိခိုပြုတ်မှုနေတဲ့သူ့ရဲ့ဇယက်ကိုငါမကြိုက်လို့ပဲငါကိုယ်တိုင်ကလည်းမြန်မာဟန်မြန်မာယဉ်ကျေးမှုကိုနှစ်သက်တဲ့သူမဟုတ်လား အဲ့ဒါတော့ဟုတ်ပါပြီဟာအိမ်မက်ထဲအကြောင်းဆက်ပြောပါအောင်ဟာ ထူးထူးတော့မဟုတ်ပါဘူးဟာအိမ်မက်ထဲမှာမိုက်ကယ်ဂျက်တင်ကငါ့ကိုမိုက်ကယ်ဂျက်ဆင်ကယူစားစကားလိုက်ပြောနေလို့ ဟောနင်းကလည်းဘာများလဲလို့အရေးတကြီးလို့ငါမသိပါဘူးအိမ်မက်ထဲမှာလေဟိုလင်းဟိုဟာများလားလို့ နင်ကလေဘာလို့ရှောက်ပြောနေမှလည်းမသိဘူးငါဆိုလိုတာကလေငါအိမ်မက်ထဲမှာငါကြိုက်တဲ့တွန်းနေသိမ့်နံတချင်းလေးနဲ့အိမ်မက်မက်ရတယ်ဆိုရင်ငါအိမ်မက်ကလေးကကြက်တီရှိအောင်မယ်ဟာ မိုက် တော်တော်မိုက် ဒီမိုက်ဆက်မင်းတို့ကငါ့ကိုပျော်နေတယ်ထင်ပါလေငါတော့လုံးဝစိတ်ညစ်နေတာငါကလည်းတရဖီကိုမရကမကလိုချင်တယ်ငါအဖေကလည်းငါ့ကြီးပဲချက်ကိုမပြတ်စေချင်ဘူးအကြားထဲကနေဘာလို့လို့အောင်မဖြစ်နေတာပေါ့ အဲ့တော့ဘယ်ငါသဘောမကျတာလေမင်းကသူ့လိုချင်တဲ့ပုံစံကြီးကိုမင်းကိုဇွတ်သွင်းနေတာအဲ့ဒါကြီးဟာသားခကျဇွတ်သွင်းတာတော့ကောင်း အဖေဆိုတော့လည်းငြိမ်နေရတာပေါ့ ဘာဖြစ်တော့လေဟာစကားတီပြောမလို့ဟမ်အခုကမင်းရဲ့အဖြစ်ကဘာနဲ့တူလဲဆိုတော့မက်ကကျစင်အစ်စ်လိုပဲမင်းကိုတစ်သက်လုံးအိမ်တော်မပြုတ်စေချင်ဘူးနဲ့တူတယ်နော် ဟုတ်တယ် ဖြစ်နေတာတခုကလေမင်းကိုမိမ့်မမပေးစားပဲ तू ကမင်းကိုပြန်ယူမလားမသိဘူး ကောင်းတာပေါ့တာဖလင်မရဖြစ်ပါ မစိုးလို့ ဟာမင်းတို့ကတမျိုးကွာ တခုရှိတော့ပါအိမ်တော်ပြုတ်ကားတိုက်ွယ်ဒီ30အဝယ်မပိုင်နောက်ပြန်ခတ်တယ်ဟောပါပိတ်ရိုက်တယ် ဘာလို့ပြောနေလဲရှင်းပြမို့ပါလားတော့ သူ့အထိပ္ပယ်ကဒီလိုလေကွာအိမ်တော်ပြုတ်ဖရားဒီစင်းမြင်စုပ်တော့အိမ်သုံးမျိုးချက်မပိုင်ရင်ပူကတက်မှတောင်းတယ်ဆိုတာဟောအဲ့ဒါမဆိုင်ဘူးအဲ့ဒါအခုခေတ်ကအဲ့လိုမဟုတ်တော့ဘူးဘယ်လိုတော့မင်းပြောတဲ့ခေတ်ကဟိုးလောင်းလောင်းကကြံခဲ့ပြီအခုခေတ် IP ခေတ် iPad ခေတ်ဟာတိပ္ပယ်နော်ကားဝယ်တယ်ဆိုတာအဝယ်မှားလို့ရှိရင်ကိုယ့်လက်ထဲရောက်သွားလို့ရှိရင်ကားအင်ဂျင်ဂျုံညွန့်ပြနေတယ်လို့ဟောအင်ဂျင်ကြတယ်ပြီဟုတ်တယ်တိုက်ဝယ်တာလည်းဒီတိုင်းပဲဒါပဲလို့နိုင်ရင်ကြမ်းကြမ်းလှုပ်လိုက်လို့ရှိရင်အကွဲကြောင်းတွေထားဖို့ဟုတ်တယ်နော်ပတ်ကြားတွေဖြစ်သွားလို့မှန်တယ်မှန်မင်းမယူလာတဲ့တိုင်းပဲလေအဲ့ငရင်ကြမ်းကြမ်းလှုပ်လိုက်လို့ရှိရင်အကွဲကြောင်းတွေထားဖို့အကျယ်ကြီးတွေပြေးပါဟာဘာတွေလဲကွာဘာတွေလဲကွာအဲ့လိုမဟုတ်ပါဘူးကွာသူစကားမအစ်စ်ပဲပြောစမ်းပါကြီးဗါလေအိမ်တော်ပြုဖရားတဲ့စီးမြင်ဆိုလို့ဒီသုံးမျိုးချက်မပိုင်လေနောက်ပြန်ခက်တယ်အတိတ်ပဲရှင်းရှင်းလေမင်းဟိုငါတို့ဖရားတွေပါတည်ပြီကွာအဲ့ဖရားတည်ပြီကဖရားကြီးစောင်းနေတယ်ဆိုဒီပြန်ပြင်လို့ရဘယ်ရမရတော့ဘူးလေမင်းငါတို့ဒီမှာကဲထိုးသလိုငါတို့စေးပင်ကြောင်တွေပါထိုးတယ်ထိုးပြီးကမှဒီပုံကြီးမကြိုက်ပါဘူးဆိုပြီးပြန်ဖြတ်လို့ရတယ်မရဘူးတဲရောက်လေစုပ်ချက်ကနားနေပြီလေဥပမာမင်းနဲ့မှလင်းနောက်လိုက်ပြီးတယ်ဆိုပါတော့လင်းယူတယ်သဘောမတူပါဘူးဆိုပြီးပြန်ခွဲမရတော့ဘူးဗျာဟုတ်တယ်အဲ့လိုစုပ်ချက်ကနားနေပြီလေစေးပင်ကြောင်တွေရောလေစေးပင်ကြောင်တွေရောလေ ဘလို့တော့ကွာအေးတဲ့နောက်နေတာငါတော့လေတရဖီကိုမရအောင်ယူမယ်သူ့ဘာသူအပ်ပဲကွဲစုပ်ချက်ပဲဘလောက်နာနော်ဖြစ်နိုင်ကွာအကွဲရောမကောက်ဘူးစူဒါမီပဲတိုက်နာကိပဲတိုက်မုံတိုင်းပဲတိုက်ငါတရဖီကိုရောက်နေမှာဥပဆမ်းမွေးကရှေ့မီနောက်မီနေရကမှနဲ့ဆက်ရှိတော့ကျွန်တော်ညံလို့တဲ့လူတယောက်ကြောင့်မေးချင်လို့ပါပြီ
မင်းမျက်နှိုးနေတဲ့တွန်တွေးသိမ့်တဲ့အကြောင်းတွန်တွေးသိမ့်တာကိုမျက်နှိုးရင်ဂီတကိုမျက်နှိုးတယ်နဲ့အတူတူပဲအဂီတရဲ့အခြေခံကစီးနဲ့ဝါ အဲ့လွဲနေပြီနဲ့ထင်တယ်ဗျာ မလွဲပါဘူးမလွဲဘူးစီးနဲ့ဝါ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 မှာစီးနဲ့မဝါရင်ပြဿနာတက်တယ် အဲ့ဥပ္ပဆမ်းမှုရလဲဗျာဘာတွေပြောနေမှမသိကျွန်တော်သိချင်တာကတခြားဥပ္ပဆမ်းမှုပြောနေတာတခြားရှုပ်ရှက်ကိုခတ်နေတာလို့ ဟဲ့ဒါတမ်းမအောင်ဒါတမ်းမအောင်ငါထဲခိုင်းတဲ့ဟောင်းနင်ကဘာလို့မထဲလာလဲဟမ်ဘာလဲည ခဏခဏထဲခိုင်းတာကျမပြင်မလေဒီ မင်းတော့ငါတော့ရသေးတော့မင်းစကြနင်က အောင်မလေးဒီချင်းကြောင့်ဖြစ်နေတာပဲ မင်းတော့ငါတော့ရသေးတော့မင်းပါ ချင်းကြောင့်နေကြောင့် ငါမြင်တော့ငါလုံးလိုက်တော့ငါလုံးလိုက်မယ် တင်ကြောင့်လက်ခိုင်းမှာ မင်းကြောင် ချင်းကြောင့် မင်းကြောင် ချင်းကြောင့် ငါလုံးလိုက်မယ် အလုံး အော်မလေးစကြအဲ့ဒါဥပေါ်ညမလည်းမရမို့လား အစ်စ်ဘောဒီပါသူ့ပဲရှိတာတရွာလုံး ဒီမှာလည်းပူညာဖြစ်လဲသူတို့လည်းမရပဲငါ့ကိုကြီးတယ်ဟဲ့ဒီတိုင်းနေလို့မရဘူးလာဥပုံတော့ပြောမယ်လာခဏ ငါပြောချင်တာ ငါပြောချင်တာကလောက်မနေနဲ့ဥပုံကဒီမှာလာပြီးလေဖောနေတာဥပုံညီမနဲ့သူ့ယောက်ျားနဲ့ညာဖြစ်နေတာဟိုးနဲ့ဟိုကျဲနေတာပဲဟုတ်တယ် အဲ့ဒါလေစီးနဲ့ဝါပဲ အဲ့ဘာဆိုင်လို့လဲဗျာ စီးနဲ့မဝါလို့ဝါကျင်တဲ့အချိန်ထဝါပြီလို့ဒီလိုဖြစ်ရတာပြဿနာ အဲ့ဘာဆိုင်လို့လဲလို့ ဆိုင်တာပေါ့ကွာငါရောက်ဖက်ကတနေ့ကိုထမင်းလင်းငတ်တက်စားပြီးအစားကြီးလို့ရံဖြစ်ကြတာ ဒုက္ခပါပဲဗျာအဲ့တော့ဘယ်လိုလုပ်မှာတော့ ငါစိတ်ကူးမဖြစ်မှာပေါ့ အဲ့ဒါတော့ခဏနေပါဦးဗျာအဲ့လိုအစားကြီးတဲ့လူတွေကိုဘုဟုတုတ္တအနေနဲ့ကျွန်တော်လည်းလိုက်ကြည့်ခြင်းလေလို့အဲ့ဒါတော့မယ်လာကြည့်အမလေးနမရဖြစ်တာကိုကြီးတာသူတယောက်ပဲရှိတယ်တော့မယ်ဗျာငါတော့မယ်ဗျာ နေကြလို့ငါလုံးနေကြလို့ငါဘာခေါ်လိုက်တယ်တော့ရမ်းပါ ချင်းကိုကြီး ဘယ်လိုဖြစ်နေတော့ကြောင်မကောင်းကြမ်းမတော့ အကွန်ညမကိုကျွန်တော်ထဲခိုင်းတဲ့ဟောင်းမထဲခဲ့ဘူးလေ ဟမ်မင်းလည်းယောက်ျားတဲ့ခိုင်းလေတဲ့ဘလို့ ကြီးရဲ့ခဏခဏထဲနေတာညီမလေးလည်းမတက်နိုင်တော့ပုံကိုကြီးရဲ့ ဟုတ်တာပဲမင်းလည်းပိန်တာပိန်နေ ကျွန်တော်ကမနဲ့မိုးလင်းကနေမိုးချုပ်တဲ့အထိပင်ပင်မမသွားတော့ဗိုက်စာလိုထဲခိုင်းတာအဲ့ဒါအပြစ်လားကိုကြီးဟာဟမ်နင်းကစီးတော့ပြောတယ်လား ဟဲ့တော့ကတော့တယ်တော့ လက်ကြောင်နေခဏနေကြပါဦးညာလို့ခဏနေကြပါဦးအဲ့လင်းနေမရဆိုတာရှာနဲ့သွားလို့ပါပဲလို့အဲ့လေကိုက်မိတဲ့ခါကိုက်မိမယ်ခိုက်မိတဲ့ခါခိုက်မိမယ်အဲ့တယောက်နဲ့တယောက်စိတ်ဆိုးစရာမလိုပါဘူးညာလို့လူဘဝဆိုတာခဏလေးပါလူဘဝရလာတဲ့ခဏတမ်းမှာလင်းနေမရချစ်ချစ်ခင်ခင်ချင်းချင်းနာနာတွေ့တွေ့တတမျက်မျက်နုံနုံနဲ့ရာသက်ပံပေါင်းတင်သွားမယ်ဆိုရင်ရုံးမြေကြစိတ်ချမ်းသာမှာပါလို့ကျွန်တော်ပြောတာသဘောပေါက်ရဲ့လားဗျာ သဘောပေါက်ပါတယ်သဘောပေါက်ဟာဒီသူနေသိန်းတာအယူကလည်းလာပြီးတော့လင်းများကြတယ်လမ်းပါလို့ ဟာလည်းခေါ် အဲ့ဒါနဲ့ဆိုလင်မယားကြတဲ့မွေတော့ပါဘူးရာလို့ ခဏနေပါဦးလေ ကျမတို့အမိတ်ပေးအောင်ရှင်တို့ကဘာကောင်းနေမို့လို့လဲ မေးပေးတာမဟုတ်ဘူးမင်းကလေးမေးဆက်ခြင်းလို့ ဟိုမှာအเจ้าမရှိဘဲနဲ့ဘာလို့မိတ်ဆက်မှာလဲရှင်တို့တွေကျမတို့လာမနှောက်ရှက်ပါနဲ့ကိုယ့်လမ်းကိုသွားပါ ဟာနောက်ချက်တာမဟုတ်ဘူးမင်းကလေးနောက်ချက်တာမဟုတ် ဒါနောက်ရှက်တာပဲဗောမင်းကလေးသူ့ဘာလူလမ်းသွားတော့မင်းတို့ပိတ်ပြီးစကားပြောတာအဲ့ဒါနောက်ရှက်တာပဲလေ ဟဲ့အောင်မင်းကဘာဆိုင်လို့ ဟာဆိုင်တာဗောအဲ့မင်းကလေးကငါနဲ့ယူရတာငါရင်ထဲမှာယူရတာငါချစ်နေတဲ့မင်းကလေးကဲအဲ့တော့မင်းတို့သူ့ကိုမနောက်ရှက်ပါနဲ့တော့ငါတောင်းမှပါတောင်းမှလို့မရဘူးပြောင်းဆန်တော့မယ် ပြောင်းဆောင်အောင်မင်းကပြောင်းဆောင်ဟော ချင်းတော့ပြေးပြေး တွေ့ရမလားအဲ့ဒါမိုက်ကယ်ဂျက်ဆင်ရဲ့အကတိုက်
ကျေးဇူးတော်တင်နေပါတယ်ဒါပေမဲ့ရှင်းရကာလာတွေအစိုးခါမှကြောက်လို့အေးပါကိုရဲ့အရှက်နဲ့တိတ်ခါကိုကာကွယ်ခဲ့တယ်ဆိုတော့လေကျေးဇူးတင်ပါတယ် ကျေးဇူးတင်ရပါပြီကျေးဇူးတင်ရေး အမဖြစ်နေရလဲ မဟုတ်ဘူးဘယ်လိုဖြစ်တာလဲမသိဘူးအဲ့လိုကြီးအမြဲဖြစ် ဟုတ်လား ဘယ်လိုလဲမတ် တွန်တေးရဲ့ချက်သေးဆိုဟိုတယ်လေးအေမီရဲ့ခရေးစီရဲ့ ပြောဘေဘီလေးပါဟမ်နင်တို့ကတော့ငါတို့မြန်မာစတားတွေပဲနော် ဟဲ့စတိုင်ကြီးမှာစတားပြင်မလဲဆိုနေမသိဘူးလား နဲလေမပေါ်တိုက်တာမူအလိုက်တော့တန်သိုံပါခံပွင့်ကိုကုန်းရရဲ့အဲထွေးညူလေးသေးဆိုတာမတ်တက်ပေါက်ရတယ်အဲဟုတ်ပါဘူး အဆွေးဆိုတာဖျောက်ပြက်ပြရတယ်ဥစ္စာမှာကွာ အဆွေးဆိုတာဖြောက်ပြက်ပြရတယ်ညိုလိစောင်းစားရဲ့ ဟဲ့ ဖဲတဲ့ ချက်ကြီးလို့ဖက်ကမင်းကောင်မလေးကိုလေရွဲပြီးတော့ဖျဲနေတာမသိဘူးဟဲ့ကောင်ကြည့်လား နင်တို့ကြည့်ရတာစောစောစီစီကောင်းလာပြီထင်တယ် ကောင်းလာတာမဟုတ်ဘူးကောင်းလာမှာမဟုတ်ရုပ်တွေကိုကြည့်ပါလားကွဲလာတာကွဲလာတာ လေဘယ်ရတာကိုရမှာလဲဟေးရွဲလာတာရွဲလာတာဟုတ်ပါဟုတ်ပါ ဒီကောင်လေးကွာရွှဲရတော့ငါလက်ခံတယ်ကွာအဖွဲလုံးဝိုင်းပြီးမင်းကလေးတယောက်ကိုဝိုင်းဖျက်ရတော့ငါလုံးဝလက်မခံနိုင်ဘူး အဲ့လေအဲ့မင်းပြောတာဟုတ်တယ်လို့ငါသွားဖြဲလိုက်ဦးမယ် ဟဲ့ကောင်မင်းဖျဲရင်ပိုပြဲသွားမှာဗောကွာဟဲ့ကောင်က ဟာမင်းကတော်တော်သုံးမကြတာပဲကွာ ဘာဖြစ်လို့လဲ ခရေစီကိုတော့ဖြဲမလားကွာချက်ကြီးတို့ကိုဖြဲမယ်လို့ပြောတာပေါ့ ပြောပါလား ဟဲ့မဖြစ်တော့ဘူးနော်ချက်ကြီးတို့ဖွဲ့လက်ရည်နေဟဲ့ငါတော့မလိုက်နိုင်ဘူးနော် ဟဲ့ကောင်ဒါတကယ်ကြီးချင်းချင်းနင်မလိုက်ဘူးလား မလိုက်ဘူးရော အေးငါလည်းမလိုက်ဘူး ကောင်းတာပေါ့ရပါတယ်လို့အဲ့မင်းတို့မလိုက်လဲဘာမှမဖြစ်ပါဘူးအဲ့ဒီကိစ္စကမင်းတို့ကိစ္စမှမဟုတ်တာငါရဲ့နှလုံးသားစီးချင်းထိုးရမယ်ပွဲပဲလေအဲ့ရတယ်ငါတော့မြေရှင်စနစ်ဆိုးတွေရဲ့လက်အောက်မှာဒူးမထောက်လက်မမြောက်ပဲ ဟာမင်းဘယ်ရောက်သွားလဲရောက် အဲ့ထွေးညူရောက်သွား ထွေးညူရောက်သွားပြန်ပြီကွာ အဲ့ချက်ကြီးတို့ငါသွားဖြဲမယ်အဲ့ဖြဲပြီဟေးငါလာပြီချက်ကြီးဟေး မတွေမရှိကြဘူးလား ရှိတယ်အော်တီးတာလာထိုင်ဘာကိစ္စရှိလို့လဲ စာရှိလို့ပေါ့မင်းစား ဇာဒီပါဘူးတားပြန်မလားဒီလိုစောင့်နေ အိမ်အောင်လေးပါလေယူသေးပါ ဒီရွယ်ရောက်မှပြုတ်စရာလား ဩမထွေရလဲတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်ဆိုတာရှိတယ်လေ တီးတာနင်ငါ့ကိုလာနောက်နေရလားငါအရွယ်ရလေတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်နေကြော်ခဲ့လို့လေတားတယောက်တောင်ရနေပြီ မထွေရလဲဘာတွေပြောနေမှန်းမသိဘူးကျမပြောတာကလေမထွေရဲ့သားတွန်တေးဒိန်းတောင်ကိုပြောနေတာ အောင်မလီတီးတာရဲ့နင်ကမရှင်းပြောတာကိုစရရရှင်းပြောပါလား အခရစီအခုဘာကူညီပေးရမလဲလို့ နင်ကူညီပေးရအောင်ငါတို့ကဘာဖြစ်နေလို့ အဲ့မသိဘူးလေခရစီတို့လိုချောမောလှပတဲ့မင်းကလေးတွေရှေ့မှာကိုလိုချောမောလှပတဲ့ယောက်ျားသားတယောက်မဟုတ်ပဲအဲ့ဒီလိုကြမ်းနဲ့ခတ်ထန်တဲ့ယောက်ျားသားတွေကပိတ်ပြီးရက်နေတော့ခရစီတို့ကိုဖြဲမယ်ထင်ပြီးကိုကဟန်တာပေးမလို့ပါလို့ ဟဲ့ကိုလည်းတဲ့ယူတယ်ယူလို့ကြောင်တာမလို့လေ အဲ့ငါ့ကိုယူသလိုကြောင်သလိုလို့ပြောတော့မင်းကဘာဖြစ်ချင်လဲဘာဖြစ်ချင်လဲ ဟဲ့မင်းဘာဖြစ်လို့လဲ အဲ့ငါတော့ဘာမှမဖြစ်ချင်ပါဘူးလို့အဲ့ဒါပေမဲ့ငါလှုပ်လိုက်ရရင်မင်းတို့ခံသွားမှာဆိုလို့နော်အဲ့ခရီးစီကိုเจ้าသိတယ်မလားကိုကမလှုပ်ချင်လို့ကြည့်နေတာလို့မင်းမလုပ်ချင်ငါတော့မှာကွာ ဘယ်လိုလုံးကောင်းမလဲဟာတူမတော့ပြောမှာကွာဟဲ့တော့ကောင်းမလားတော့ ကောအနေလေ ဟေး ကျွန်တော်ရောဗျ ဒါသာမောင်တော့ရဲ့ဒါသာမောင်ဘာဖြစ်လို့တော့တာလေတုံနေဒိန်းအောင်လဲဟုတ်တယ်ခရီးဒီလိုလေ ဟဲ့မလီနောက်ချက်ပြရီလာပြောနေဗျာမိဒုက္ခတဲ့ ဘာလဲနဲ့စတာတော့တုံတော့တကယ်ခဏနားလာမောင်ဆိုင်မလေဟောတာတုံနေဒိန်းအောင်လဲခရီးဒီလိုလေအဲ့ကိစ္စပြောမလို့ အောင်မလီအဲ့ဒါတွေငါဝါသနာမပါဘူးငါအသက်ကြီးပြီနေတော့ဝါသနာပိုင်နေတော့နေတော့သွားကြသွား ဟာကျွန်တော်တို့စေတနာနဲ့လာပြောတာဗျ ဟဲ့အဲ့ဒါမေကိုလာပြောစီရလား မေးပြောမှာပေါ့ ဟာအဲ့ဒီခရီးစီကြောင်မပြောနဲ့အဲ့ဒီခရီးစီနဲ့ငါသားနဲ့ကိုလည်းသဘောမတူဘူးငါလေးအိမ်မှာသားကိုလည်းအမြဲတမ်းပြောတယ်ကမင်းသဘောမတူပါဘူးဆက်ဆက်မလုပ်ပါနဲ့ဆိုတာငါပြောမရဘူးသွားဖြစ်ချင်တာဖြစ်ကြပါစေ အေးဖြစ်ချင်တာဖြစ်မလို့နဲ့
အဲ့ခမရသားသူနေဒိန်းတံကိုချက်လို့သူကထိုးနေရပြီဗျ ဝိုင်းထိုးနေတာဗျ ဘလို့ဟုတ်တယ်အစဘာလို့အဲ့လိုမပြောကြလဲ သူကပြောလို့လေ မမတို့ စာထိတ်ပါ ဒီသွားဒီငေါဘာဖြစ်ကုန်ပြီလဲဆက်လိုက်မလဲ နေရပါလိုက်လို့ပါလို့နေရကဆက်စီနေအိမ်မှာဆောက်နေနေအိမ်မှာဆောက်နေ အမလေးနားလိုက်အဲ့လိုလွတ်ကြပါဦးဗျာအမလေးရက်ကြတော့ရေကျွန်တော်ဝိုင်းထိုးနေတယ် ပါလေအမလေးပါအမလေးပါလေအမလေးပဲဒီသွားလေအမလေးတော်နာနေနေအမလေးပါလေအမလေးသားလေးပဲဒီသွားလေသားလေးနာလာရင် ဘာမှဖြစ်ပါဘူးလို့ ချက်ကြည့်တော့ဘူးစုပေါ့ဘာမှလား အဲ့ဒီကောင်တွေကသားကိုဆုံးမပြီးထွက်ပြေးသွားကြပြီ အမလေးကြည့်တော့ ဒါပေမဲ့အမေရဲ့ဘာမှမစိုးရင်ပါနဲ့လို့အဲ့ဒီတရားလေးကကိုချစ်သူကြောင့်ရတဲ့တရားလေးဆိုတော့ပန်းလေးနဲ့ပေါက်တလောက်ပါပဲအမေရဲ့လို့ငါသားလေလေခုမှဒီလောက်ခံစားနေရတာတော့ချစ်သူတဲ့ပြောနေသေးတယ်တကယ်ပါပဲ ဟာတွန်းတဲ့တိုင်းတော့ဒီကိစ္စငါနဲ့ဘာမှမဆိုင်ဘူးနော် ဟဲ့နေစမ်းမအောင်နင့်နဲ့မဲ့တခုံးပါလို့လားငါသားသူချစ်သူကြောင့်ပြောတာလေနင့်နဲ့ပါဆိုင် အမေရလေဗျာကျွန်တော်ချစ်သူကခလေးစီဗျာ အမလေးသွားရဲ့ခလေးစီမြန်ကြိုက်เสียရလားဟာ ဟုတ်ဘူးလေမေရဲ့ခလေးစီဆိုတော့စွတ်ရတာကြက်တာဗော အေးလေ ဖက်နဲ့သေးသေးအမေရလေဗျာခလေးစီဖက်နဲ့ကိုပြောတာမဟုတ်ဘူးခလေးစီလို့ပြောတာစီ နာမည်က ခလေးစီ ဟုတ်တယ်လေခလေးစီကိုပြောနေတာလို့ တော့သားပြောကြားတယ်နော်သူများသားပြောသမီးတို့အမြဲချစ်သူလေးပါလေးနဲ့ပုံစံကတွန်းလေးဒိန်းတောင်လို့တုံလေးတောက်တက်လို့နဲ့တောက်မကြုံဟဲ့လာသွားမယ် ဟဲ့အမလေးပြောသွားတာကြားတာ ကြားတယ်တောက်တယ်လေကျွန်တော်တကယ်ကြီး လေနောက်ကြောင်းကိုကြည့်နေရင်ကွယ်အဲ့တရိယာနေတဲ့ခလေးစီလေးရဲ့တော့ ဟာငါပြောသွားတာမနာနိုင်ဘူးတနာယူနာဘူးဟမ် မိုက်ဆာအိမ်တော်မှာရွေးချယ်နေရမှာကိုစိတ်ဓာတ်နဲ့သဘောထားတူများမှာကောင်းတာမတူရင်အတွေ့မတူအိမ်သူမဖြစ်ဆိုတဲ့စားဆိုရှိသဘောထားမတိုက်ဆိုင်ဘလို့မှမဖြစ်နိုင်ဘူးတာဖြစ်မင်းဖေထားဒယ်ဒီနဲ့ကွဲခဲ့ရတာလေအဲ့ဒါတွေပါတယ်သားအဲ့ဒါတွေပါသူကဘလို့ထိသဘောနုလဲဆိုရင်ဖေနဲ့တက်မမင်းတက်ခွာပါကွာမင်းနဲ့ဖိုးရတော့ရှိတယ်အဲ့တော့တက်မမင်းနဲ့ဖေသူတော်ရအဲ့ဖေမကစားနဲ့နောက်ဆိုကထက်တဲ့ဘူးဖေနေတာရန်ကုန်မှာ तू ကမောက်ကိုတူတယ်အဲ့ရဝေးတော့မှလိုက်ပြီးမို့တက်တာအဲ့ဖေဘလို့စားနောက်ဆိုဝဲခေါ်အင်ဒရာချောစပြည်တီကိုယူပြလိုက်လို့ပြည်တီကိုယူပြလိုက်လို့မို့ဆိုပူဝဲအင်ဒရာချောစတော့ဖေတမောဟိုမှာအဲ့မစစ်တယ် တကယ်အိမ်မထဲကရှောက်ပြောနေတာလေအဲ့ဒါထားလိုက်ပါအခုကျွန်တော်မေးချင်တာမေပါယောကနေစုံသွားတာအဲ့ဒါသိချင်တယ် ဟာမေဆိုချက်ကတော့ပြောခုစိတ်မကောင်းသူမီးတော့နေမှာမင်းတော့မထွက်သေးဘူးကွာဖေပွေခဲ့လို့သူသေးတော့တာ အဲ့ဒါတော့ငါဒယ်ဒီလုံလုံးအားကြီးတယ်ဗျာဒယ်ဒီကတော့မတရားလုံလုံးအားကြီးတယ်ဟာမီးတို့ထဲမှာမေကိုပွေရတယ်လို့ဗျာ ဟာဟဲ့မင်းဘာပြောနေရတော့ငါမွေးဆိုချာတော့သူမီးတော့မင်းမထွက်သေးဘူးငါကြောက်ဖွယ်ဦးတီလိုပွေခဲ့ကွာတီလိုပွေခဲ့ချိုးညိုမီပစ်ဆိုတော့ ဒယ်ဒီကလည်းတားတဲ့စကားပြောတားကိုမကြည့်ဘူးဘယ်သူကြည့်နေလဲမသိဘူးဟုတ်ပါပြီတားတက်လုံးမှတ်ထားပါတော့မမီသေးတာလေဒယ်ဒီမွေလို့မှတ်ထားလိုက်ဒယ်ဒီမီးဘယ်သူထဲမှာမွေလို့မှတ်ထားလိုက်ဟောမလို့မသိ အိမ်အောင်တစ်ခုကိုတိဆောက်တော့မယ်ဆိုရင်စိတ်သဘောထားအယူအဆခံယူချက်ချင်းမတူရင်အိမ်အောင်ကြီးကမတည်မြဲဘူးသားရဲ့အဲ့ဒါအမေကိုတွေးပဲမင်းဖေနဲ့ကွဲတော့ကလည်းဒီတိုင်းပါပဲ အမေပြောတော့အဖေကတေသွားတာဆိုလို့ အေးမတည်ခင်ကကွဲသေးတာပေါ့ကွယ် အဲ့ဒါဆိုဘုရုဘက်ကစကွဲတာလေအမေ အမေဘက်ကပေါ့ အဲ့ဒါထင်သားပဲလေ ဘာပြောတာလဲ ဟုတ်ဘူးလေအမေကဒေါသကြီးတယ်စိတ်ငြင်းနေဆက်တိမခံဆိုတော့အမေစိတ်နဲ့ပဲအဖေနဲ့စကွဲတာအမေကြောင့်လို့ပြောတာပါလို့ အိုးအဲ့လိုပြောစမ်းမှာသားရဲ့ကဲအမေတစ်ခုပြောမယ်နော်ခရေးစီလို့ခစ်ရှိပြေးနေတဲ့မင်းကလေးနဲ့တားလို့မြမမှုကိုညံ့နိုးတဲ့
တွန်တေးသိမ့်နံမျိုးစစ်တယ်နဲ့ဘလို့မှပေါင်းစည်းလို့မရဘူးတာရဲ့ဒါတစ်ခုခုကိုဆုံးပြလိမ့်မယ်နော်အမိမေးချင်တာဒါကတွန်တေးသိမ့်နံလို့နာမည်ကြော်ကြားတဲ့အဆိုတော်ကြီးဖြစ်ချင်တာလားဒါမှမဟုတ် crazy ကိုလက်ထပ်မလား အဲ့လေတာအမှန်တိုင်းပြောရင်တော့တွန်တေးသိမ့်တယ်လို့အောင်မြင်ပြီး crazy ကိုလိုချင်တယ်အမေရဲ့ ကောင်းတာဗောသားရဲ့ ဟုတ်ကဲ့အမေ ဟဲ့မဟုတ်ဘူးလေသားရဲ့အဲ့လိုမပြောရဘူးသားရဲ့သားကလေတစ်ခုခုကိုဆုံးပြစိတ်နှခွမဖြစ်နဲ့နော် အဲ့ဒါဆိုလဲတာတွန်တေးသိမ့်တယ်လို့အောင်မြင်ပြီး crazy ကိုခွာချင်တယ်အမေဟုတ်ပါဘူးအမေရဲ့ဟိုတွန်တေးသိမ့်တယ်လို့လည်းအောင်မြင်နေတယ် crazy ကိုလည်းလိုချင်တယ်အဲ့လိုစိတ်ကခွာနေတယ်အမေရဲ့ ဒီသားမိတွေဘယ်လိုဖြစ်နေကြတယ်တော့ဘာတွေပြောနေကြလဲပြော crazy ကိုခွာမဲ့ကိစ္စပြောနေတာပါလေ ငါလည်းခွနေတာကွာ အဲ့ဒါတော့အမေမေးကြည့်ရောလို့ ဘာလို့ပြောတာလဲကဲရှင်ကလည်းလိုင်းကိစ္စပြောလေ ဒီလိုပါလိုင်းကိစ္စကိုပြောရမယ်ဆိုရင်ဒီကောင်ပြောလိုက် ဟောဒီလိုပါတော့ဟဲ့ဒီကကျွန်တော်တကယ်ကြီးတူနေတင်တာမင်္ဂလာကိစ္စ ဘလူကကန်းလန်းလေ ကျွန်တော်ညောက်ကကလန်းလာ ဟာအမေရဲ့ဒါယောက်ျားချင်းတော့မလိုချင်ပါဘူးဟာလို့ကောင်းပါလေဟောဘာလို့လာပြောနေတာဟုတ်မင်းကတမျိုး မင်းတို့ကငါလာကန်းလန်းနေဆိုလို့ ဟေးရန်ကုန်ငါတကယ်ချင်းမင်္ဂလာဆောင်ပါသူတို့တာဘက်ကတကယ်ချင်းတွေကတူပြီးတော့အဲ့ဒီမင်္ဂလာပွဲညမှာပဲအဲ့ခါမွေးတွေလုပ်ချင်လို့တဲ့အဲ့ဒါနောက်ပြီးတော့သူတို့ကတူနေတင်တဲ့ခွေတီတီဆိုတော့အဲ့ဒီပုံမှာမင်းဖြော်ပြပေးဖို့မင်းကိုလာပြီးတော့ဖိတ်ထားငါအားတဲ့ရက်နဲ့တိုက်နေမှာဆိုလို့ပါကွာငါတလက်မှာ9ရက်ပဲအားတာကွာငါအားတဲ့ရက်တွေကတော့တနေ့ကနေတနေ့လာအင်္ဂါဘုရားဘူးကြာပြီးတောက်ကြစနေနေ့တွေပါပဲလို့ ဟာဒုက္ခပဲကွာအဲ့ဒါဘယ်လိုကောင်းဟာမင်းဘာပြောနေတာတော့ဒီ9ရက်ရှိက9ရက်အားလားကွာမင်းကလည်း ငါတလက်မှာ3ချိန်ပဲအားတာကွာတစ်ချိန်အားရင်10ရက်လောက်အားတာ မလေးအဲ့ဒါလေးပြောမနေနဲ့မလိုက်ဘူးလိုက်မယ်ပြော အဲ့ဒါကတော့တော့ပါကွာအဲ့တငယ်ချင်းကလာဖိတ်တော့လေမင်းတငယ်ချင်းဆိုလဲငါတငယ်ချင်းပဲဗျ ဟုတ်တာဗော အဲ့တော့ငါလိုက်ပြီးတော့စိုးပေးရမှာပေါ့ငါလည်းအစိုးစားနေတယ်ကွာ ဟုတ်လားဟေးဟုတ်ပြီဒါတော့ရင်အဲ့ဒီမင်္ဂလာဘုမှာမင်းဘာတချင်းလေးနဲ့များဟိုဖြော်ပြပေးမလဲ အဲ့တူနေသိမ့်တိုင်းရဲ့တေးလေးနဲ့ပဲဖြောပြရမှာပေါ့ ဟာကောင်းတာဘာတချင်းလေးတကယ် အဲ့ဟိုတချင်းလေးလေ ဘယ်တချင်းလေးလို့ ရှင်စရာမောင်မဲမင်္ဂလာဇောင်းမဲဒီတမိုးကိုရင်ခွဲရှင်စရာမောင်မဲမင်္ဂလာဇောင်းမဲဒီတမိုးကိုရင်ခွဲလူကြီးတွေလည်းဖွကြကွယ်ခလေးတွေလည်းဖွကြကွယ်ကိုရောနာနဲ့ကိုနောက်ကရဲ့မင်္ဂလာဆောင်ရင်တရားလုံးဖွကြကွယ် ငါလည်းပါသွားတယ် ဟဲ့တရွာလုံးဖွကြဆိုတော့ငါပါပါတယ်ပေါ့ ဟုတ်ပါတယ်အမေလူ အောင်မ မိုက်ကယ်ဂျရင်ကလေငါ့ကိုဟိုတလုံးဝကိစ္စကိုတွေ့တိုင်းခဏခဏပြောနေတယ်ဟာ ဟဲ့ဘယ်ကိစ္စနဲ့ဘယ်စကားကိုပြောရလဲ ဟာဘယ်ကိစ္စမှလဲဟိုတလုံးလုံးကလေဟိုကောင်နေအုပ်စုနင့်ကိုနှောက်ရှက်တာလေသူဝင်ကူညီခဲ့တယ်မဟုတ်လား ဟုတ်တယ်လေအဲ့ဒါဘာဖြစ်လို့လဲ အဲ့ဒါကိုပြောတာဟိုဘာလဲနင်ပြောခဲ့ပါတယ်အဲ့နေ့ကလေအော်သိပြီဟိုကျေးဇူးတော့တင်တယ်ဒါပေမဲ့ဟိုကျေးဇူးကိုကာလာမစိုးနဲ့လို့နင်ပြောခဲ့တယ်လေ ဟုတ်တယ်လေငါအဲ့ဒီလိုမပြောလို့သူ့ကိုဘယ်လိုပြောရမှာလဲရုပ်ရှင်တွေဗီဒီယိုတွေတဲ့ကလူဆိုးငါ့ကိုနှောက်ယှက်ဖို့ငွေပေးခိုင်းပြီးသူရဲကောင်းဝင်လောက်တာမျိုးရောမဖြစ်နိုင်ဘူးလား ဟာအဲ့ဒါတော့မဖြစ်နိုင်ဘူးဟာငါအဲ့ဒီလူတွေကိုတိတယ်ဟာသူတို့တွေကရက်ကွက်ထဲမှာဆိုငပွေးတွေဟာ ဟာလေနင်ကမိုက်ကယ်ဂျက်တင်ရဲ့အောင်သွဲတော့လားအကျိုးဆောင်ကနေဘယ်လောက်ရလဲ ဟာမဟုတ်ပါဘူးတငယ်ချင်းဟာနင်ကလည်းငါ့ကိုအဲ့လိုမပြောပါနဲ့ သိပါတယ်တငယ်ချင်းရဲ့ငါတက်တက်နောက်တာပါဒီအကြောင်းပြချက်ကိုထားပြီးငါ့ဘောမှာအခွင့်အရေးယူမှလည်းစိုးတယ်ဟာသူ့ပုံစံနဲ့ဇရက်ကိုငါလုံးဝကြည့်လို့မရအောင်ငါနဲ့ကလည်းစန့်ကျင်ဘက်ဖြစ်နေလို့ဒီစကားမျိုးပြောတာပါဟာ တကယ်လို့ तू ကနင်သဘောကျတဲ့မြန်မာစတိုင်မျိုးပြောင်းလဲလာမယ်ဆိုရင်ရောနင်ကလက်ခံမှာလား အဲ့လိုမျိုးဆိုရင်တော့ငါမပြောတတ်ဘူးဒါပေမဲ့သူ့ပုံစံနဲ့ဇရက်ကိုတော့ဘယ်တော့မှမပြောင်းဘူးဆိုတာတော့ငါယုံကြည်တယ် ။အော်ဒါကြောင့်နင်ကကျေးဇူးကိုကာလနာအဆုံးမခံတာပေါ့နော် ဟဲ့ကာလာပါဟဲ့ဘယ်ကကာလာနာအောင်မလဲနင်ကလေတော်နောက်တယ်တကယ် ။ဟိုမာဝါလို့ပါရဲ့နင်ကလေ အေးနည်းတော့တူတော့ ဟာတူနေနေတော့ ကြီးစားတို့ဘလို့ဖြစ်လာလဲခါတော့ ဟဲ့အေးဘယ်သူလဲမှန်းတယ်ကွာတူနေနေတော့ အေးဘာလာပြော
ကားကြီးရတဲ့အပြန်သားနဲ့ကြီးသားမင်းဘယ်ငါသိတာလား ကားရပါနေနဲ့ဟာဝိစာပြောနေတယ်ဝိစာပါဘာပြောနေလဲကြီးသားလှုပ်ထားတာကြီးသားကားပါပြစ်တာလေဒါမှမသဘာချိန်တာလား ဟဲ့ကောင်ကားထဲမှာမင်းပြောတဲ့ပြည်သူကမရှိဘာလျှောက်ပြောနေတာ ဟောဝိစာပြန်စားတာတွန်းနေတိုင်းတော့ဘလို့ပြစ်တာတော့မေ ဘယ်ကတုံနေတိန်တော်မှာလဲ ဟဲ့ငါပြောထားတဲ့လိမ့်စာတိုင်းပဲနော် ဟောဒီတော့ကြောင်နေကြတယ်ဘယ်ကတုံနေမိုက်ကယ်ဒိန်း ဟာ မိုက်ကယ်ဂျက်ဒိန်း ဘာကြီး မကချက်တဲ့ ဟုတ်တယ် မိုက်ကယ်ကျဲတယ် သူနေသိနေတော့မင်းဘာလျှောက်ပြောနေလဲကြီး အေးလေတွန်းနေတိုင်းတော့ကွာမင်းကအဝိစာလေးပြောင်းရင်စိတ်ဓာတ်ပါပြောင်းသွားတယ် ကားရတယ် ကောမင်းမပိသေးလားငါလေကွာရွာမှာပြစားကတာရှုံပုံပြတာငါဘောဆိုမင်းဘာညာကွိကွာဘော ဒီလေရဖြစ်နေတယ်လေ အဲ့ပါဘူးဗျာအဲ့လောက်လည်းမရောက်ဘာလို့ရှောက်အောင်နေရလဲ ဟာ ဘာလို့ရှောက်ပြောနေ ရွာမှာရှုံမပြတာဇလန်ကတာမင်းလေ ဟဲ့လူခင်ဗျားအကြောင်လာမြဲနေတော့ဘာလဲကြောက်ကိုတမများတိုက်မလို့ပတ်ဆက်လူးမလို့လားအော်လိုက်ရမလား ဟာဟုတ်ဘူးလေကွာသူနေသိတယ်မင်းဘာတွေဖြစ်နေတာတော့ကွာ ခင် မ ဗျား င်း ပြောဘလူကြောက်ကိုဘလူနဲ့မာတာ ဟာသူနေသိနေတော့လေမင်းငါတကယ်ချင်းလေ မမီဘူးလားကွာ ကြောက်မကြားဘူး ဟာ အကြောင်လာမြဲနေ ခွေးထီသွားတွန်တေးဒိန်းအောင်မတွန်တေးဒိန်းအောင်အစ် မင်းမတို့အကြောင်ရိုက်နေတာတို့အကြောင်ရိုက်တာမင်းအေးလေဘုလားမကုန်ပြန်ရွတ်နေ ပေါက်စီပေးသွားတယ်လိမ့်စာလည်းပျောက်သွားပြီအဲ့ဒီလိမ့်စာထဲမှာလည်းဖုန်းနံပါတ်ကပါသွားပြီဘယ်သွားလို့ဘယ်လာမှန်းလည်းမသိငါဘဝရောင်တောင်တောင်နဲ့တောင်မြေမှာလွတ်တဲ့ရွှေဟင်းသားလေးလိုဖြစ်နေပါဘောလားအော်အခုချိန်မှာငါ့ကိုထွေးညိုတာပြေးကြွရင်သိတ်ကောင်းပါပဲလို့ဘယ်တော့ရောက်ကုန်ပြီလဲမသိဘူးဒုက္ခပါပဲဘယ်လိုမေးလို့မေးရလဲမသိအော်ရန်ကုန်မြို့တော်ကလည်းဒီလိုကြောင်ကြတဲ့ရက်ွက်တွေကြတော့လေလူသွားလူလာကျဲလိုက်တာဟဲ့ဘာလို့ရင်ကောင်းမလဲကွာအဖိုးလာမင်းကလည်းအောင်သွဲခါအဲ့ဘယ်လိုဖြစ်တာလဲညာသမီးရန်ကုန်ကလည်းကားမောင်းနဲ့ကျဲလိုက်တာလို့ ကိုတိတ် အကိုဒိန်းလို့ကျွန်တော်ခေါ်မယ်ဆာရှိရတွန်လေးလေးထည့်ပြီးတွန်လေးကိုဒိန်းလို့ခေါ်လိုက်ပါလားညာလို့ ဟာမင်းကြည့်ရတာလေကွာအဝိစားကလည်းပြောင်းတောင်းနဲ့ပုံစံအတန်အစအကုန်ပြောင်းနေတယ်ကွာဘလို့ဖြစ်တာလဲငါပြောသမ်းပါဦး အဲ့မပြောင်းပါဘူးလို့အဲ့ဒါကျွန်တော်ရဲ့တွန်လေးစတိုင်ပါပဲလို့ညာ အေးအဲ့ဒါတွေထားတော့အခုမင်းဘယ်ကိုသွားပြီးတော့ဘယ်ကိုလာပြီးဘယ်ကိုပြန်มาလဲပြော အဲ့ကျွန်တော်အခုသွားချင်တာကမင်္ဂလာဆောင်သွားမလို့ပါလို့ ဩမဟုတ်လို့မင်္ဂလာဆောင် အဲ့ဟုတ်မဟုတ်လားကိုဥလာတော့မသိဘူးဥတော့ပါလေဗျာ ကဲအဲ့ဒါဆိုငါလည်းအဲ့ဒီမင်္ဂလာဆောင်သွားမှာငါလည်းတခါလေးလမ်းကြုံလိုက်ခဲ့လိုက် ဟာကျေးဇူးတင်လိုက်တာဗျာလူမင်းဖုန်းကြည့်တော့နာမည်မနေတာဘူးတဲ့ကျေးဇူးတင်တဲ့အကိုကြီးဟာအကိုကြီးကျေးဇူးကိုကျွန်တော်ဝင်တယ်လို့ဆက်ပါမယ်အဲ့တော့ကြတာဘောလို့အကိုကြီးရင်တဲ့ကိုကြီးရင်တဲ့တက်ဒီလေးနောက်မှတက်မယ်ကိုကြီးရဲ့ကိုကြီးရဲ့လို့မိမလားဒီစားတော့လားဒီမှာဆန်လိုက် ဒီကပုံစံကတစ်မျိုးกว่าဒီကကြတော့ဟဲ့သေးရဟဲ့အဲ့ကျွန်တော်လက်နေလို့လားညာလေအာစက်တင်တော်ရှိတာပဲအဲ့မင်းကဆောင်တော့ဒီတော့လာမှာပေါ့ဟုတ်ပါလေဗျာအဲ့ဒါနဲ့အဲ့ပေါက်စီရပါတယ်ဟုတ်ကဲ့စားစီရပါမယ်အဲ့ဒီလောက်ထားပါလေဟိုဝတ်သားပေါက်စီကြိုက်တာချက်သားပေါက်စီကြိုက်တာပြောပါရပါလေအဲ့ခင်ဗျားလည်းဗျာအဲ့ပေါက်စီကိုမင်းနေတာပေါက်စီအကျုံမင်းတာကတွန်သေးကရာစာပေါက်စီဟာဗျာခင်ဗျာတွန်သေးမှာရောင်းနေရာစာပေါက်စီတော့ရောင်းမှာဘလို့ရှိမှာလဲဗျာအဲ့ဒါဟာဒုက္ခပါဗျာအဲ့ဒါဆိုလဲထားလိုက်တော့အဲ့ဒါနဲ့အေးချမ်းဟောအေးချမ်းနေချင်းရပါတယ်ခင်ဗျာအေးတိုက်တို့ရေခဲတိုက်တို့ရှိပါတယ်ပို့ပေးပါအဲ့ကျွန်တော်လမ်းပြပါလို့အဲ့ရနေတော့အဲ့ဘာတွေပြောနေရလဲဗျာခင်ဗျာဘာတွေမင်းနေတာလဲလို့အေးချမ်းအော်ရပါတယ်ရင်ထဲမှာအေးပြီးချမ်းမြေ့စေချင်တာပေါ့အဲ့ဒါဆိုရင်လွယ်ပါလို့ရှိပါကြည်လေးစက်တာမှာရေခဲရေတောက်မလားစပတ်ကလင်းတောက်မလားလိမ္မော်ရေတောက်မလားအခုရှိတယ်ဗျအစင်းသိမ့်ပဲဘာတွေပြောနေလဲဗျာဟာဒါမင်းတကယ်မိုက်ကယ်ဂျက်တိမို့လားအဲ့တော့မင်္ဂလာဆောင်မှာတဲ့ဟိုတချင်းဆိုဖို့တဲ့မိုက်ကယ်ဂျက်တိကိုဖိတ်ထားလို့အတားမင်္ဂလာဆောင်မှာတချင်းဆိုဖို့ဖိတ်ထားတယ်ဆိုတာတော့ဟုတ်ပါရဲ့ဗျာအဲ့ဒါပေမဲ့မိုက်ကယ်ဂျက်တိမဟုတ်ဘူးဗျအဲ့တွန်နေဒိန်းတောင်ဟဲ့အမျိုးမင်းမိုက်ကယ်ဂျက်တိကိုခေါ်ပါဘာလဲကွာဒီကဘယ်ကောင်လဲ ဟာကြုံလည်းမသိဘူးဒိန်းနဲ့တူလို့သူ့ခေါ်လာတာဗောဗျ
ဒိမလို့ပေါ့ ကျောင်းကတွန်နေဒိန်းတော်မလို့ ဟာမာနေကွာဘာကိုရှုပ်ကုန်ပြီ ကျွန်တော်မင်္ဂလာဆောင်မှာတချင်းဆိုဖို့အတွက်မယ်ဒလင်ရှိတယ်မလားမမားပါဘူး ဂီတာပဲရှိတယ်မင်းဘာနောက်နေတာလဲကွာခါတဲ့ဆိုမင်းဒီအတိုင်းပဲဂီတာလေးတီးပြီးဆုံးနေမိုက်ကယ်ဂျက်ဒိန်းငါရဲ့သားမင်္ဂလာဆောင်မှာဘေးကိုဖုံးဆက်ထားတယ်လေ ထားလိုက်ပါတော့ဒါဆိုရင်ကျုပ်ဒီမှာတချင်းလည်းမဆိုရတော့ဘူးကျုပ်နဲ့တူတဲ့လူဒီလောကမှာရှိနေပြီပေါ့ အေးကွာအဲ့လိုပဲဖြစ်ရမှာပေါ့ ငါလိုတွန်တေးဒိန်းတောင်နဲ့တူတဲ့မိုက်ကယ်ဒိန်းဆိုတဲ့လူလောကမှာရှိနေပါပြီလားတဲ့ရဲ့မိုင်ဆန်းနဲ့ချွတ်ဆိုမှချွတ်ဆိုပဲမသိရင်လေချွတ်ပြီးတော့စွတ်ထားတယ်လို့ပဲ ဘာလဲကွာဒီသားသားရှိပါမင်းချွတ်ထိုင်စွတ်ထိုင်ရှုပ်ချက်ခံနေတာပဲရောမင်းမာသားရှိမာသားယူကဈေးရောက်မင်းမပြောစားဘူးကွာမပြောစား ထဲရလေဗျာမိုင်ဆန်းပြောတာလေအဲ့ဒီမိုင်ဆန်းပြောတာမိုင်ဆန်းနဲ့တပုံစံနဲ့ချွတ်စွတ်တူတဲ့လူတွေးကြတယ်လို့ပြောတာ ဟဲ့မင်းကွာရမှာချွတ်ချင်တာချွတ်စွတ်ချင်တာဆိုတော့ကွာငါရှင်မာတော့လာမချွတ်မစွတ်နဲ့ငါမကြည့်ရဘူးကွာဟဲ့ ဒီဘာတွေတွေးနေလဲမသိဘူးတဲ့ရဲ့မိုင်ဆန်းပြောတာလေအစဆုံးတေချာနားထောင်နော်မနေ့ကတော့တဲ့ရဲ့မိုင်ဆန်းကိုမင်းလာတော့ပွဲရဖိတ်လိုက်ပြောတဲ့ရဲ့မိုင်ဆန်းလည်းတွားတယ်လေတွားလဲတော့လမ်းရောက်တဲ့အခါကျတော့မှတဲ့ရဲ့မိုင်ဆန်းကိုလူတွေမှားပြီးတော့ခေါ်သွားတယ်မင်းလာတော့တခုအဲ့ရောက်တော့တဲ့ရဲ့မိုင်ဆန်းကိုဘာလဲသူတို့ခေါ်တဲ့နာမည်ရှိပါတယ်တွန်တေးဒိန်းတောင်တဲ့အဲ့တော့တဲ့ရဲ့မိုင်ဆန်းလည်းအံ့ဩရတယ်လေအော်ပြီးသူတို့ကိုမေးကြည့်လိုက်တော့တွန်တေးဒိန်းအောင်ဆိုတာတဲ့ရဲ့မိုင်ဆက်နဲ့တပုံစံနဲ့တူတယ်တဲ့အဲ့ဒါဘာကြောင့်တူလဲဆိုတာတဲ့ကိုမေးနေတာချွတ်စွတ်တကယ်တူတာတဲ့ ဒီသားပါမင်းသူနဲ့တွေ့ကြလားသူ့တော့အဲ့တွန်တေးဒိန်းအောင်ဆိုတဲ့လူတော့မတွေ့ခဲ့ဘူးလေသူတို့ပြောပြတာပဲ ဒါဆိုရင်ငါနဲ့မယ်လိုဒီနဲ့ရခဲ့တဲ့ကလေးများဖြစ်မလားမသိဘူး တဲ့လည်းအရင်ကတနာယူနေသေးတယ် လူမတဲ့ကိစ္စကမဆမ်းပါဘူးကွာ ဟုတ်ပါတယ်လေဒီကိစ္စမှာဥပ္ပေါ်ဆမ်းမွေးအတွက်မဆမ်းမိမဲ့ကျွန်တော်အတွက်ကတော့ဆမ်းတယ်ဗျလူလောကအလဲမှာကျွန်တော်နဲ့ရုပ်ချင်းတူတဲ့လူတစ်ယောက်ရှိတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာကျွန်တော်ရင်ထဲမှာထိတ်လန့်မှုတွေအံ့ဩမှုတွေခြောက်ခြားမှုတွေနဲ့ပြည့်နှက်ခဲ့ရပါတယ်ဥပ္ပေါ်ဆမ်းမွေးရဲ့ဥပ္ပေါ်ဆမ်းမွေးရောမအံ့ဩဘူးလားဟင် ငါကတော့မအံ့ဩဘူးကွာ ဘာဖြစ်လို့မအံ့ဩရတာလဲလို့ တွန်တေးဒိန်းအောင်နဲ့မိုက်ကယ်ဂျက်ဒိန်းဟာအမွှာကြီးအကိုဖြစ်နေလို့ ဗျာအမွှာကြီးအကို ဟုတ်တယ်မင်းမယုံလို့ရှိရင်ဂကနနတိထားတဲ့လူတယောက်ရှိတယ်သူ့ကိုတွားမေးကြည့် ကျွန်တော်ကဘုလို့မေးရမှာလဲလို့ မင်းရဲ့အမေဒေါ်တင်ထွေးကို ဗျာမင်းကိုမေးကြည့်ရမယ် အေး ကျွန်တော်အမေဒေါ်တင်ထွေးကိုသွားမေးကြည့်ရမယ်ထွေးအမေလေးရဲ့မေးဆိုရင်တာမေးလိုက်ပါမေးရက်ဆက်လိုက်တာအမေရဲ့အမေနဲ့တာနှစ်ယောက်တည်းရှိတာအမေကတားကိုမချစ်ဘူးဗျာအမေဘာဖြစ်လို့တားအပေါ်မှာလိန်ညာခဲ့ရတာလဲအမေရဲ့လို့အမေအမေလို့အမေ သား အမေ ဘာဒီပြောနာလဲဘာဒီစဉ်းစားနာလဲသား ဘာရဲလို့မဟုတ်ပါဘူးအမေရဲ့အမေရောက်လာတဲ့အတော်ပဲလို့အမေကိုသားစကားတစ်ခုပြောတရားရှိတားပြောမဲ့စကားကိုအမေပြန်ပြီးတော့သတိရစေမဲ့စကားတစ်ခုပါပါတယ်အမေတောင်းငယ်ငယ်လေးတုန်းကအမေအိယာဝင်တိုင်းအမြဲပြောနေတဲ့စကားလေးတစ်ခုရှိခဲ့တယ်အမေအဲ့ဒါဘာလဲဆိုတော့လေလူလောကမှာဘယ်သူမှမလိမ်ရမညာဘူးလို့အမေသားကိုသင်ခဲ့တယ်နော်အဲ့စကားကိုသားရဲ့စိတ်ထဲမှာဆွဲပြီးသားဘယ်သူမှမလိမ်ခဲ့ဘူးမညာခဲ့ပါဘူးအဲ့ဒါကိုအမေလည်းသိပါတယ်လို့အဲ့ဒီတခါတော့အမေမညာမဲ့အလှပဲအမေ အမေကဘာဝင်ညာလို့လဲဘာမေးကျင်တာလဲဘာသိကျင်တာလဲပြောလေ အဲ့ဒါဆိုအမေကိုသားပွင့်ပွင့်လင်းလင်းပဲမေးမယ်အမေအမေကလေးဘယ်နှစ်ယောက်မွေးခဲ့လဲလို့ တားလေအမေကလေးတစ်ခါပဲမွေးခဲ့တာလေတားရဲ့အဲ့ဒီကလေးတစ်ခါမှလည်းသားတစ်ယောက်ပဲမွေးခဲ့တာအဲ့ဒီသားဟောဒီသား
အဲ့ဒါဆိုရင်အမေကိုဒါမင်းမယ်မေဒါမျိုးပေါ်မှာမင်္ဂလာဆောင်ပွဲတချင်းသွားဆိုတော့ကအဲ့လေတောက်မိုက်ကယ်ဂျက်ဒိန်းဆိုတဲ့လူနဲ့မှားခဲ့တယ်အမေအဲ့ဒီကိစ္စကိုအမေဘယ်လိုရှင်းမလဲအမေပြောတော့အမေကမလိန်တတ်မညာတတ်ဘူးဆိုပြီးတော့ဥပ္ပော်ဆမ်းမွေးဆိုတဲ့လူကလည်းတောက်ကိုပြောသေးတယ်အမေမင်းမအမွှားကြီးကိုဆိုတာရှိတယ်တဲ့အဲ့ဒီအကြောင်းကိုသိချင်မေတော်တင်ထွေးကိုမေးကြည့်လို့တောက်ကိုပြောတယ်အမေတောက်ကိုလိန်တာတောက်ကိုမချစ်လို့ပဲတားမှညီကိုရှိတယ်ဆိုတာအမေမပြောခဲ့တာအဲ့လေအမေတောက်ကိုမချစ်လို့ပဲလို့မဟုတ်ပါဘူးသားရဲ့မိသားကိုမညာတော့ပါဘူးဖြစ်ပေါ်ဒီလိုကွကျမလုံးဝလည်းမခံနိုင်ဟာဘလို့ဖြစ်နေလဲဘလို့ဖြစ်နေလဲကျမသားတွေကိုလေနောက်တစ်ချိန်မှာမြန်မာတန်စီအစိုးရဖြစ်တဲ့အစိုးရတွန်တင်းသိမ့်တာလိုမျိုးဖြစ်အောင်မြေတော်မြောက်ပဲကျမစိတ်ကူးတာလားငါလည်းမင်းလိုပဲအော်မဖြစ်ရဘူးခဘာကျော်နိုင်ငံကျော်နိုင်ငံကျဲစလို့ဖြစ်အောင်ငါအမဘာတာမဏိစိတ်တယ်ငါစိတ်တယ်ဒီကောင်ငါမြောက်ပြီးတော့မှာဒီမှာရှင်းတဲ့ဘောတော့မပြင်းဘူးလားမပြင်းနိုင်ဘူးမပြင်းနိုင်ဘူးအေးမပြင်းနိုင်ဘူးဆိုရင်ကျမလည်းမဟာစီမံကိန်းရှင်ပဲရှင်အဲ့တော့ရှင်နဲ့ကျမနဲ့စိတ်ပေါ်ရခြင်းတိုက်ဆိုင်ပါမှန်တယ်လေလမ်းခွဲကြလေဟာကွာလို့ပဲရိုးကွာလို့မရငါရှင်းစွတ်ကွာပဲအေးအဲ့တော့မင်းဘာလို့ချင်လဲပြောဟေးမဟာစီမံကိန်းဆိုကိုကလည်းတာမဏိစီမံကိန်းပဲအဲ့တော့ဒီလိုလုပ်ပဲဘယ်လိုလုပ်อ่ะခရီးလေးကငါကြောက်ယူထားလိုက်မင်းကြီးကြောက်ခေါ်သွားအဲ့ဒါတော့မပြနိုင်ဘူးဒါကျမနှစ်ယောက်ကလုံးကိုကျမမွေးတာလေဟာမင်းတို့လည်းမွေးလို့ရလားငါလည်းပတ်သက်တယ်လေငါလည်းပတ်သက်တယ်အဲ့တော့ငါတယောက်ခေါ်ထားလိုက်တစ်ချိန်ညညရင်တော့ကျမတောင်းကျမဖြစ်စေချင်တဲ့အတိုင်းအဆူတော့တွန်တင်းသိမ့်တာလို့ဖြစ်အောင်ကျမညီတောင်ညံ့ပေးတာဟာမင်းတို့ပဲငါတော့ဖခင်ဖေးပဲငါတော့လည်းကဘာကျော်နိုင်ငံကျော်မိုက်ကယ်ချစ်စစ်ဖြစ်အောင်ငါကပန်ဖို့ပေးမယ်ကျိုးစားလိုက်ယူလိုက်တာပြည့်တရားတော့အဲ့ဒါပါပဲသားရဲ့အဲ့လေဒါဆိုရင်အမေမွေးခဲ့တဲ့တားနဲ့ညီအကိုတော်တဲ့မိုက်ကယ်ဂျက်ဒိန်းနဲ့အမေမတွေ့ချင်ဘူးလားအမေရဲ့လို့ဘယ်နဲ့ပြောလိုက်တော့လဲသားရဲ့အမေသားသမီးပဲမတွေ့ချင်တာပေါ့ဒါပေမဲ့မင်းအဖေနဲ့အမေပြန်ပြီးမဆက်ဆံညုံအော်အမေရဲ့တားတို့မျက်နှာကိုထောက်ပြီးအမေအဖေနဲ့ပြန်ဆက်ဆံပေးပါလို့အဖေကလည်းအမေဆက်ဆံမှာကိုစောင့်နေတယ်အမေရဲ့တားဖေနဲ့ပြန်ဆက်ဆံရင်တားစိတ်ချမ်းသာမှာလားအမေနဲ့အဖေနဲ့ပြန်ဆက်ဆံမယ်ဆိုရင်အဲ့လေတားစိတ်ချမ်းသာပါမယ်အမေရဲ့လို့တားလေးစိတ်ချမ်းသာမယ်ဆိုရင်အမေနေအဖေနဲ့ပြန်ပြီးဆက်ဆံမှာပဲကွယ်ဝမ်းသာလိုက်တာအမေရဲ့လို့ဝမ်းသာလိုက်တာအဖေနဲ့အမေနဲ့ပြန်ဆက်ဆံတော့တားတို့ညီကိုတွေတွေ့ကျင်သေးတယ်အမေရဲ့လို့အဖေနဲ့အမေနဲ့ပြန်ဆက်ဆံလို့ရပါသေးတယ်အရွယ်တွေလည်းရှိသေးတာပဲလို့အမေတမျိုးမထင်ပါနဲ့အမေရဲ့အမေနဲ့အဖေနဲ့ပြန်ဆက်ဆံလို့အရွယ်တွေရှိသေးတယ်ဆိုတာကအဲ့လေတားတို့မိသားစုတွေပျော့ပျော့ရွှင်ရွှင်နဲ့အကြာကြီးနေသွားလို့ရသေးတယ်လို့ပြောတာပါအမေရဲ့လို့ဒါအဲ့ဒါပါပဲရွှေပြောဒါဆိုရင်ကျွန်တော်တို့မားခဲ့တဲ့လူကတွန်တင်းဒိန်းတော်ရဲ့ညီပေါ့တိတ်ဟုတ်တာပေါ့ကွာအဲ့ဒါမိုက်ကယ်ဂျက်ဒိန်းအေးတွန်တင်းဒိန်းတော်ကငါ့ကိုလာပြီးတိုင်ပင်ခဲ့သူ့အဖေနဲ့သူ့အမေပြန်လဲပေါင်းစည်းခြင်းတယ်တဲ့နောက်ပြီးတော့သူ့အဖေကိုလည်းတိတ်မြင်းနေတယ်လို့ပြောတယ်ကွာအဲ့တော့သူတို့ညီကိုနှစ်ယောက်ကိစ္စမထင်မှတ်ပဲအစထွက်လာပြီဆိုတော့သူတို့လေးတွေရဲ့ဆန္ဒကိုကူညီဖော်ထုတ်ပေးဖို့ငါဆုံးဖြတ်လိုက်ပြီ။အော်ဒါနဲ့ဥပ္ပောကဘလို့ဆုံးဖြတ်ထားလို့လဲ။အဲ့ဒီကိစ္စတွေကိုရာဇာပေါက်စီတို့ကိုမင်းတော့မပြောနဲ့အောင်နော်။အတိမပေးနဲ့အောင်။မင်းပါဇက်လုံမေးစီ။ဟာစိတ်ကြပါပါဇက်တော့လုံတယ်ဥပ္ပောရေလောလောဆယ်ဆယ်ဖင်တော့မလုံဘူးဗျာ။မင်းဖင်ကလက်ခေါင်းထွက်တယ်လို့။ဘာနဲ့လက်ခေါင်းထွက်ရမလဲဗျ။ညဝင်းတော့စိတ်စားထားလို့မလုံတာဖြစ်နေတာဟောလောဆယ်ဇာတိပြလာပြီခဏတော့ဥပ္ပောခဏကျွန်တော်သွားလိုက်ဦးမယ်ဗျာတော့ခဏလေးသွားလိုက်ဦးမယ်ဗျာဥပ္ပောနော်သွားလိုက်ဦးမယ် ဟဲ့
တော့တယ်ဝင်ပြပါလို့ချမ်းသာလို့ရှင်နေတတိဦးမိုးကျော်ခဏလောက်ခေါ်ပြပါလားဗျာ ဟဲ့တရေဦးမကျော်ဟာဟေ့ဦးကျော်ဟာလေ ဟုတ်ပါဘူးဗျာခင်ဗျားရုပ်ကတတိမဖြစ်တော့ပါဘူးလို့ရုပ်ကိုလည်းပြန်ကြည့်ဦးရုပ်တွေ့နေတာကတတိကြီးဦးမိုးကျော်ပါလို့ ဟိုင်းခေါင်းနေတဲ့ကွာတရေဦးမကျော်ဟေးဟာဟေ့တရေဦးမကျော်ဒါပဲဟုတ်ပါဘူးခင်ဗျားတို့ကခင်ဗျားပဲတရုတ်မကြီးပြောတော့သူ့ပဲတဲ့ ကနမရိုက်သူ့ကျက်တဲ့ဟာဘာချက်ပြောရတော့ တထေးကြီးဦးမိုးကျော်နဲ့တွေ့ကြလို့ ဦးမကျော်ဆိုဒီမှာလေကွာဟာကောဘာကြောင်းရ အော်မသားလို့ဟာလို့အဖေကသားပြောင်းလို့စတာပါအဖေရဲ့အဖေရဲ့လို့အဖေကသားနောက်တာပါအဖေကဘာလဲအနောက်မခံနိုင်ဘူးလားလို့ နောက်လည်းခံနေရှိဟာဘာပြောလဲ သားနောက်တာပါလို့ ဒီဘိုးလေးတေးမသားလို့ပါအဖေရဲ့ဓာတ်ထူဟာရတေးဒီခနဲ့ဓာတ်တူမှာ အဖေဘုန်းကြီးဝင်တော့ဓာတ်တွေပေါက်တယ်လေးလို့ ဟာဟေးဟုတ်တယ် အဖေဓာတ်ထူလို့ နေပါလေဒါနောက်မနေနေပြောနေမှုတ်တယ် အပြောနေမှလည်းတော့ပါအဖေရဲ့ ပြောနေမှမင်းဘာလို့ရှောက်ပြောနေဘာလို့ရှောက်လဲမင်းတခါလဲတာရှောက်တခါစား ခင်ဗျားစားမှာလား ဆိုကေယူရတာ အဖေဒါလက်စိတ်နဲ့ပဲစားမှာဘောလို့ဓာတ်ထူပါလေ ဟာဒေဒီဟာလေ ဓာတ်ထူ ဒေဒီ ဓာတ်တီထူလက်စိတ်နဲ့ပဲစားမှာဘောလို့ စားမဟုတ်ဘူးလေအဖေသားကိုရင်တော့လို့ဘာလို့ပြောနေမှမသိဘူးဘာလို့မှမသိဘူး ဟာမင်းစားဘူးပြောနေတယ်ဒီထမလုံးကတန်းစားဒီမှာမင်းမျိုးဆိုမင်းချက်စား ဝတ်သားတော့တောင်းစားဦးဖေရလို့ ဘာလို့မင်းကားရင်ဝတ်သားမတရားကြိုက်တာလေ မဟုတ်ဘူးဖေဝတ်သားဆိုင်ရင်တောင်းဝင်သွားမှာဘောလို့တောင်းစားတော့ဦးဖေရ မင်းဘာစားကြတာပြောတော့ ဟိုသားစားကျင်တာကငပိရင်နဲ့တို့စရာလေးရရင်စားကျင်လို့ ဟာခက်တာကွာမင်းကားရင်ငပိတို့စရာမင်းဘယ်တော့စားတော့ ခါတိုင်းမစားဘူးလားဖေး အေးလေ အဲ့ဒါဆိုလေအခုမစားတော့ပါဘူးလို့အဖေလည်းရှုပ်ချက်ခက်နေတာပဲအဖေခေါ်မလားဓာတ်ခေါ်မလားမသိဘူး ဟောတက်တီ ဒါအခုလိုဖြစ်နေတာကအတန်လေးတွေနည်းနည်းနာနေလို့ပါဖေ မင်းရောမင်းဘာပြောမလဲမင်းဘာလဲအတန်နေတဲ့ဝင်နေနာလာနေတဲ့ပေါ့မင်းဆေးရဖို့မင်းဆေးကဖို့မဖြစ်မယ် ဖေသားပြောမှတတိယပါပြီရှင်နေလေဒါကိုဖေစိုးရင်နေတယ်ဗျ မင်းကတော်စိုးရင်နေတာ မလို့ပါဘူးဖေရဲ့စေကန်းသွားကြမလို့ပါဘူးဒါအဆပဲရှိသေးလို့ပါအဲ့တော့တဖြည်းဖြည်းနဲ့အစီပြေသွားမှာပေါ့ မင်းစကားပြောတာရှုပ်ချက်ကိုခတ်နေတာပဲကွာ အဲ့လေကျွန်တော်တို့ရှုပ်တာမဟုတ်ပါဘူးလို့ဒယ်ဒီတို့ရှုပ်ခဲ့တဲ့ဇလန်းပါလို့ ဘာပြောတာ အဲ့ဒါပြောတာကဟိုဒယ်ဒီနှာခေါင်းရှုပ်တာကြည့်လို့ကောင်းတယ်လို့ပြောတာပါအဲ့နည်းနည်းတော့လုပ်ပြပါလားဟုတ်တယ်ရာကြည့်လို့ကောင်းတယ်ရာမသိရောက်ပါရင်ဈေးလျှော့နေတယ်ပဲလို့ ဟေးဘာပြောပါဟာပါပြန်လာမလားဒီလိုကမှပါရပြန်လာမလို့ကြုံပြောရမလို့ အဲ့ဒါမင်းတွေ့ရင်လည်းမင်းအမေတော်တင်ထွေးပဲ တွေ့ရတော့ဝမ်းသာပါလားမောင်ကြီး ဘယ်ဖြစ်လာလဲတာရဲ့ အော်မှားပါလို့မောင်ကြီး ဟဲ့မဟုတ်လေ အမေ မြို့မောင်မကြီး အမေ မမ်အမေ အေးပါသားရဲ့အဲ့လိုကြမ်းမှာအသားကြည့်ရလေပုံစံကိုပြောင်းညာပဲသားရဲ့မြို့လေးတစ်ခေါက်သွားပါလေစတိုင်ကြီးပြောင်းလာတန်ကြီးလည်းပြောင်းနေတယ်သားရဲ့တူနေသိမ့်နေတာဘယ်ရောက်သွားလို့လဲ တလားမှာကြားပြောက်သွားလို့ ဩတန်ထုတွေများလို့တော့ဒီကောင်အတန်ထုတွေကြည့်ခိုင်းတဲ့ကိုလေးတွေကသာလူလေးလုံးနေကြတာအဲ့ဒါအတန်ထုတွေပျောက်ခိုင်းတာဒီကောင် မလီငါသားရန်တော့တာပဲတန်လည်းပြောင်းလို့ရတယ်နော်ဟောသားရဲ့ဒီမှာသားကြိုက်တဲ့ငါးကြီးချက်တာလေမင်းတကလည်းဝင်စားလိုက်ကိုပေါ်ဝင်စားလေ ကျွန်တော်စားပြီးပြီအလူအိမ်မှာဝင်စားလာလို့ဖိုက်ပြည့်နေပြီ ငါဟင်းငပိရေကျိုးသားကြိုက်တဲ့ကရမ်းမိပြုတ်နဲ့ဟင်းညိုဘောသားရဲ့ မမရကျွန်တော်မပြည့်တို့တာဘယ်တော့စားဘူးလို့ ခေကောသားလိုက်သွားသွား ဘယ်လိုဖြစ်တာလဲနင်ဟမ်တက်လုံးဓာတွေကိုစားတော့လာခဲ့ပြီအခုမျိုးလေးတစ်ခေါက်သွားရတယ်နင်ဘယ်လိုဖြစ်လာ စကားမှားသွားလို့ဒါဒီလိုဟိုတို့စရာတို့ဒီလိုမပြည့်လို့ဘယ်တော့မှမစားပဲနေဘူးလို့လေလို့ လက်တွေကလည်းညီနေစမ်းမှသားရဲ့ဘယ်လိုဖြစ်နေတာလဲ ဒါစတိုင် စစ်တာ ဆိုင်ရတယ်မာဩဒါရှိရတော့ အမေတို့စီမှာဒါအကောင်းဆုံးလေးသားရဲ့ တို့ဘယ်ရှိမှတူတဲ့ကောင်းလား ဟမ် မအဖေလိုကြည့်ရတဲ့ဟိုလေးစံဆိုင်ဖွင့်လာတဲ့ဟိုရွာတက်ကဆိုင်ဆန်ကောင်းတယ်လို့ပြောတာ ဟ
ဆိုခင်းရော ဘာလို့ဖြစ်နေလဲတာရေတစ်သက်လုံးဒီမှာလက်ဆေးပြီးလက်ဆေးရင်ဖက်ဖက်နဲ့စားနေတယ်ပါအမြဘာဖြစ်လဲအမေတော့မင်းနဲ့လန့်လာပြီတော့ငါဘာဖြစ်တာလဲမြို့ပြောတာ လမ်းမလည်းမေ အဲ့ဒီဒီခိုင်းတာ ဟုတ်တယ်အိုက်တင်နေတယ်လို့ဟာဒီတော့အိုက်တင်နေလို့ ဒီကိုရွှဲလေးဆန်းစား ဟာနားတော့ပြော ဟဲ့ဘယ်ကနားမှာလဲဒါငွေနေ အဲ့လိုကြီးပေါက်တာမျိုးနားနေ အိုက်ဒီမတူပါနဲ့လားအဲ့ဒီ လာတာလာတာ စားမှာဟောတာရေဘာလို့စားစီကျင်လို့ထည့်ပေးတာကောင်းမလားလားကောင်းပြီ 好不三位，လာပါအောင်ဗျထိုင်နေမဟုတ်ဘယ်ရမောပြန်လာလဲဆိုအေးဘလူးလိုက်ချင်းနေပြောဘာလဲဗျ တိုးတိုးပြောစမ်းပါကွာ ဘာလို့လဲ အခုကငါလူချင်းလဲလာတာ ဟုတ်လား သူနဲ့ဆုံးပေးပြီးပြီ အေး တို့တုံတေးထိန်းတော်မဟုတ်ဘူး ဟောဘလူးလဲ မိုက်ကယ်ချက်ထိန်းမိုက်ကယ်ချက်ထိန်း ဩ မိုက်ကယ်ချက်ထိန်းကလည်းသူ့အမေကိုမြင်းနေတယ် ဝင်းသားစရာပေါ့ မင်းတယောက်တည်းပြီးပြီ ဟုတ်ကဲ့ကျွန်တော်လည်းမဆက်ဘူးကျွန်တော်တွဲချင် နေ နေ ရတယ်ကွာတော်တူပြောပါဆုံးမဒီလူတွေတီးသွားအောင်မ ဟုတ်ကဲ့ပါဟိုဒါနဲ့ကျွန်တော်လည်းပြောချင်ရမှာမဟုတ်ပါဘူးဗျာကျွန်တော်တော်တယောက်ရန်ကုန်မှာဆုံးသွားလို့ဒီညလေးပဲကျွန်တော်ရန်ကုန်သွားမှာရန်ကုန်မှာတော်တော်ကြာအောင်ပါဗျာဒါနဲ့ဥပ္ပောတုံတီးဒိန်းတော်ကိုသူ့ဖေရှိကိုပို့လိုက်သလား ဟာငါလိုက်ပို့လို့ရှိရင်ရိတ်မိသွားမှာပေါ့ကွာငါတူလေးတာလေတူလေးမှနေတာလေအဲ့တော့သူ့ကိုလိပ်စာပေးပြီးတော့လမ်းညွှန်ပေးလိုက်ပြီဗျာ ဥပ္ပောလည်းအဲ့ဒီကောင်ကဥတူတူလုံးတုံအပ်တာနဲ့ဖြစ်ပါမလားဗျာ မတက်နိုင်ဘူးကွာသူတို့ဘာသာသူတို့မင်းစင်ကြီးကလေ ဩ ပေါ်သွားတော့လေဘယ်တက်နိုင်မှာမလဲကွာ ဟောဒီလိုကြာ လောလောဆယ်တော့ငါလက်ဖိတော့အရေးကြီးတယ် ကောင်းလေလောဟဲ့မဲခုပဲရန်ကုန်ပြန်လာပြီဒီမှာပိုက်ဆံမရှိဘူးဗျဒီတစ်ခွက်နဲ့အောင်မြတော့မယ် ဟမ် တော့အော်ညောင်ကျွန်တော်အရင်တောင်းမယ်ကျွန်တော်အရင်တောင်းမယ် ဘာလဲကွာ နေပါဦး 你别打我！ မင်းတို့နဲ့လည်းတိလို့အကြောင်လာရိုက်မနေတော့ကြောင်တော်မလုံးနဲ့ ဟောဟေ့ဗျာမင်းတူနေသိမ့်တဲ့အတန်လေးပါလေပြောဦးလေကွာမင်းက ဟုတ်တယ်လေအဲ့လေပြပြောနေတဲ့စကားလေးတွေတို့နားတော့တဲ့တင်းနေပါတယ်ကွာအဲ့လေပြောသားမှမလားတကယ်ကြီး အော်မင်းကငါ့ကိုလာနောက်နေတယ် မနောက်ပါဘူးကွာ အေးမနောက်ရင်ကဲကွာ မင်းငါဘာလို့ဆိုတာတော့ဟဲ့မင်းကတကယ်ကြီးလေမင်းအစားကြလို့မဟုတ်ပါဘူးကွာ ဟုတ်တယ်ကွာမင်းတငယ်ချင်းချင်းကွာမင်းမလို့လို့ရတော့ကွာဟေ့ ဟာပြဿနာတော့တက်ကုန်တော့ပဲမိုက်ကဲတူဒီဒိတ်တောင်မိုက်ကဲတူဒီဒိတ်တောင်မိုက်ကဲတူဒီဒိတ်တောင်အိုးမလေးငါမသိဘဲနဲ့ဘယ်ဒီလျှောက်သွားနေတာတော့ မဟုတ်ဘူးဗျာ ဘုရားရှိရင်ငါ့ကိုပြောပြီးသွားပါကွာ ဒီမှာဒီကောင်လေးကကျုပ်နဲ့မသိပဲနဲ့ကျုပ်ကိုလာပြီးနောက်နေအဲ့ဒီအတွက်ကြောင့်ဒီကောင်လေးကိုကျုပ်နည်းနည်းစုံးမလိုက်တာမင်းတို့ဒီမှာမို့လို့မြို့မှာဆိုရင်ကလာနာတိုက်သွားပြီးယုံလာ ကောင်းနေပြီကောင်းပါပြီလေ ဘာဖြစ်ကုန်လဲဒီကောင်ဘာဖြစ်ကုန်လဲ ကဲတောင်းမရှင်းပြပါမယ်ကွာမင်းတို့လည်းသွားတာရှိတာသွားကြတော့နော်နောက်မှရှင်းပြမယ်နောက်မှနော် ဟုတ်ပါပြီ ငါ့ဦးတော့အပြန်မခေါ်နဲ့နော် ဟုတ်ကဲ့တော့မလားအဲ့လေ တွားပါကွာ အေးကွာမဟုတ်တာကွာ ဘာလဲအဲ့လိုသွားမယ် ဟောလည်းမသိဘူးတူတေးသိမ့်တယ်မယူတော့ဘဲနဲ့အခုဘာပြောင်းယူနေလဲမသိဘူးတခုခုပဲကွာဒီကောင် ဒီကောင်တခုနေလုံးမနေနဲ့လောလောဆယ်ဆယ်ငါအထိုးခံလိုက်ရပြီကွာ အထိုးခံလိုက်ရပြီ ဟုတ်တယ် ငါတော့ဝမ်းသာတယ်ငါတော့ဝမ်းသာတယ် ဟောအထိုးခံတော့ဘောက်ဝင်ဝမ်းသာမှာ ဟာဝမ်းသာတာပေါ့ကွာငါဘာထိုးမခံပဲနဲ့ ဩအထိုးမခံတော့ဝမ်းသာလား ဟုတ်တယ် ဝမ်းမသာချင်းရော့ ဂျားရဲကနေပြီးတော့မင်းတို့ကိုပဲတောင်းမှန်ပါလေကွာ ဟ
ဟာဥပေါ်ရတယ်ထိုးတာ तू ထိုးတာလေ तू တောင်းမှာဗောဥပေါ်ထိုးတာမမို့တာဘာလို့တခြားရဥပေါ်တောင်းမှာမလဲ ဟုတ်သားပဲလေးပေါ့ရာသူ့ကိုတစ်ချက်လောက်ထိုးပြီးတော့ဥပေါ်ပြန်တောင်းမှန်ပေးလိုက်ပေါ့ ဟဲ့ဟုတ်လို့ငါ့ကိုချုပ်ပြီးတောင်းမှာမလားကွာဟဲ့ကောင်မင်းထိုးကြတယ်ပါလားမင်းထိုးကြတယ်ပါလား မဟုတ်ပါဘူးကွာမင်းစောစောကပြောတဲ့စကားပူပြီးတဘာဝကြအောင်ငါထောက်ခံပေးတဲ့သဘောငါဘာလို့ထိုးခံမှာတော့ငါထိုးမှမခံတာငါဘယ်နာဘူးလေ အေးမင်းမသက်နဲ့ပြောတာပိုးနာတယ်ဟိုကောင်ထိုးတာတစ်ချက်သေးဟဲ့ကောင် အေးပါကွာငါနားလဲပါတယ်ကိုတူသားတွေပဲငါလက်သီးနဲ့ဘယ်ထိုးရပါမလဲကွာလက်သီးနဲ့ထိုးလို့ရှိရင်ငါလက်နာပါမှာပေါ့ ဟုတ်တာမဟုတ်လေရ တုံးတယ်ပဲရိုက်မှာ မဲဦးလေး လေးသားတဲ့ဦးလေးဟာလေးသားတဲ့ဦးလေးလုံးပါ ငါရှင်းပြသလိုပဲကွာမင်းတို့တငယ်ချင်းတွန်တေးထိန်တောင်ကမိုက်ကယ်နဲ့လူချင်းချိန်ပြီးတော့ဟိုမှာရောက်နေပြီဟမ်ဦးအနေနဲ့ပြောရမယ်ဆိုရင်သူတို့ညီအကိုတွေသူတို့မိသားစုတွေပေါင်းစည်းပြီးညင်ညွတ်သွားတော့ကြည့်ချင်မြင်ရင်လို့ ဟုတ်တယ်တူလေးဒင်းအောင်လေခုမှဘလို့နေလဲမသိဘူးကွာမိုက်ကယ်လို့မဟုတ်ဘူး तू ကအရန်ယူအရန်အေးတယ်လေကွာ အေးသူတို့ဟိုမှာပြဿနာတော့ရှိနိုင်တယ်ကွာသိလား ရှိနိုင်တာချောလာလေးတဲ့ချက်ဆုံးနေတယ်ဒီကတယောက်ရဲ့ပြင် ရှင်တော့နော်မင်းတို့ကြောက်လဲဆိုပြီးအနိုင်ကျင့်မို့တော့မစင်စားနဲ့ အနိုင်ကျင်တာမဟုတ်ဘူးတယောက်လည်းမဟုတ်ဘူးဘူး ကိုမိုက်ကဲတရပီကိုကိုနေပါအောင်ရှင်ဘုရားနောက်ဆက်တော့လူတရပီကိုထပ်ပြီးနောက်ဆက်လို့တရပီကိုကိုနေပါအောင်နော်ကိုမိုက်ကဲ ဘယ်လိုဖြစ်ကြတာလဲဗျာလို့မင်းကလေးတယောက်ကိုနှောက်ချက်တယ်လို့သူကကိုကြီးတောင်းလို့တာဝင်လာတာကျွန်တော်ဘာပြောမှမသိဘူးအလုံးခွင့်လို့ကြပါဗျာမလုပ်ပါနဲ့ဗျာလို့တောင်းပန်ပါတယ်လို့တောင်းပါဗျာတောင်းပါဗျာတေးပါပြီဗျာတောင်းပါကွာအမလေးတေးပါပြီဗျာလို့နားရပြီဗျာလို့မလုပ်ကြပါနဲ့ဗျာတောင်းပါပါတယ်လို့အမလေးစိတ်ကြီးပဲဗျာတောင်းပါဗျာ ရှင်ဘယ်လိုဖြစ်ရလဲအရင်တစ်ခါတော့ရှင်သူတို့ကိုထိုးလိုက်တာလေအခုဘာဖြစ်လို့သူတို့ကိုရှင်ခံရတာလဲ ဘယ်တကားတော့ထိုးလို့လဲဗျာကျွန်တော်ငယ်ငယ်လေးတွေကရန်တခါမှမဖြစ်ဘူးဗျာခွေးလိုက်ကဲ့ရင်တော့မှအဲ့ဒီခွေးကိုထိုင်ကြတော့တဲ့ကောင်ပါဗျာလို့ခင်ဗျမှားနေပြီဟုတ်တယ်ထိုးဘူးတယ်လို့ဒီတခါကျတော့ဟိုတယောက်တလဲပေါ့ဗျာသူထိုးတာကိုပြန်ခံအလှဲ့ဆိုပြီးတော့ပြန်ခံလိုက်တာပါလို့ ဒီမှာကိုမိုက်ကဲရှင်ကျမအောင်မလိန်နဲ့နော်ရှင်ကိုမိုက်ကဲမဟုတ်ဘူးမဟုတ်လား ဟုတ်ချင်လဲဟုတ်မှာပေါ့လို့မဟုတ်ချင်လဲမဟုတ်ဘူးလေ ဒီမှာရှင်တရပီကိုလိန်လို့မရပါဘူးသူများကိုသာလိန်လို့ရရင်ရရှင်ကိုမိုက်ကဲမဟုတ်ဘူးမဟုတ်လား ထင်းချင်းလို့ထင်ပါကွာထင်းချင်းလို့ထင်ပါ ဟိုစိတ်ရှုပ်ပါလေခါဘာတွေမှမဟုတ်ဘူး အော်နာမည်လေးကတရဖီတဲ့လားကွာ အဲ့ဒါရေတော့မလို့ ငါဘာငါဘယ်သွားသားတယ်လဲနင်တို့ကပိုင်ဆိုင်တယ် ဒီနေ့မှပဲတယောက်တည်းလွတ်လွတ်တွေ့ရတော့ခါတိုင်းဆိုရင်အေမီတို့ဘေဘီတို့မျက်ပပနေလို့ ပါတော့ဘာဖြစ်လဲ မလွတ်လပ်ဘူးလေဒီရက်တယောက်တည်းကိုပဲပြောချင်တာ ဟဲ့နစ်စကားဘာစကားလဲနင်မိုက်ရိုင်းလိုက်လား ငါတငယ်ချင်းရှိမှာအာနာနာတယ်ပဲနင်းကိုပြောအောင်ပြောနင်းကိုရမ်းချစ်တယ် ဘာနင်ကငါ့ကိုချစ်တယ်ငါလည်းတစ်ခါရင်တော့အဖြစ်ပေးလိုက်မယ်အေး နင်လွန်လိုက်တော့ ကောင်းပါလို့ဆိုတော့ ဘယ်ကောင်လဲကိုလေးယူဘာလဲမင်းချစ်ချင်လားတင်လား ချစ်ချင်လာတင်တာမဟုတ်ဘူးမင်းတို့စာလာပြဟုတ်ကဲ့ ရ
ရှင်ကတွန်တေးဒိန်း တွန်လေးမပါဘူးဒိန်းဆိုရင်တော့မှန်တယ်ကျုပ်ကမိုက်ကယ်ဂျက်ဒိန်းခင်ဗျားသိအောင်ပြောရမယ်ဆိုရင်တွန်လေးဒိန်းတော်ဆိုတာကျုပ်ရဲ့မြင်ငယ်တော့အเจ้าမညီညွတ်လို့ဘောင်းမီတွေကျွတ်ပြီးကွဲသွားကြအဲ့ဒီချိန်မှာပဲညီလေးကအမေနဲ့ကြံခဲ့တယ်ကျွန်တော်ကအဖေနဲ့ပါသွားတယ်အဲ့တော့ကျွန်တော်နာမည်မိုက်ကယ်ဂျက်ဒိန်း ဩဒါကြောင့်ကိုရှင်ကြီးရတော့လေပြောလိုက်ရင်လေးကြည့်ပဲချက်ကြီးတို့ဖွဲ့နဲ့တွေ့လိုက်တာညနေခံရတာကြည့်ပဲအဲ့ဒါကြောင့်မလို့ကျွန်မအံ့ဩသွားတာပါကျေးဇူးလည်းတင်တယ်နော်ဒါသူ့တမိုင်းခင်ဗျားတခုတော့မေးမယ်ခင်ဗျားတွန်လေးစတိုင်နဲ့မိုက်ကယ်စတိုင်ဘယ်အောင်ကြိုက်မိုက်ကယ်စတိုင်ကြိုက်တယ်တကယ်ဘာတော်လိုက်မဟုတ်မှားသွားလို့ကျမသွားလိုက်မယ်နော်မမနဲ့လေဒီမှာစတကန်းကရေဟေးသူ့နာမည်ကတွန်တေးဒိန်းတောင်နဲ့မိုက်ကယ်ဂျက်ဒိန်းနဲ့ရုပ်ချင်းကတော့စင်ပေမဲ့စိတ်တက်ချင်းကတော့တခြားစီပဲဟာသဘောကျတယ်ဟာနင်ကသဘောကျတယ်ဒါဖြစ်ရင်မြင်ချင်းမင်းဘာကြောင့်များချစ်ချင်နေဘဝဟောင်းငါပြုတ်ဆူတောင်းကြောင့်ထင်နေဟဲ့အဲ့ချင်းလို့ဖြစ်နေပြီအဲ့လိုကြီးလည်းမဟုတ်ပါဘူးဟာငါလေအရင်ကငါလုံးဝကြည့်လို့မရတဲ့မိုက်ကယ်ဂျက်ဒိန်းနေရာမှာငါဖြစ်စေခြင်းနဲ့မြင်စေခြင်းနဲ့မြန်မာဆန်တဲ့ယောက်ျားတစ်ယောက်ရဲ့ပုံစံကိုမြင်လိုက်ရတော့နည်းနည်းသဘောတွေ့သွားတဲ့သဘောပါဟဲ့ဒါနဲ့လေမိုက်ကယ်ဒိန်းကသူ့မှာအမွှားညီကိုတွေပါရှိရဆိုတာတခါမှမကြောက်ပါဟောသူ့အကြောင်းနဲ့သူကတော့ရှိမှာပေါ့ဟာဒါပေမဲ့အဲ့ဒီမိုက်ကယ်ဂျက်ဒိန်းကြောင့်ငါစိတ်ဝင်စားပါဘူးဒါဆိုရင်တွန်နေဒိန်းအောင်ကြောင်းရောဒီမှာငါပြောတဲ့ထဲမှာတွန်နေဒိန်းအောင်ကြောင်းမပါဘူးသူကတက်တက်ညီတော့ဟုတ်နေပါပြီညီမှန်ပြောနော်တွန်တေးကိုမကြိုက်ဘူးလားသူနဲ့ငါလည်းဘာဆိုင်လို့လဲဟာနေရလဲညီကတော့အုံးမလုံးအုံးဝင်းနေပါပြီငါပြောတာနေအိမ်မှာအမြဲတမ်းတွန်နေသိမ့်တဲ့ချင်းတွေကိုနားထောင်နေလို့ပြောတာပါဟာအဲ့ဒါဟုတ်တယ်ကြိုက်တယ်မေ့သွားလို့ဒါဆိုရင်တွန်နေဒိန်းအောင်မကြိုက်ဘူးလားကြိုက်တယ်ဟုတ်ပါဘူးမေ့သွားဘူးဘာမှနေအနိုင်ပါဘူးနော်ရှုပ်ပြန်လာပြီလားဟုတ်ပြန်လာပြီမင်းတော်နိုင်ကိစ္စအဆင်ပြေတယ်မဟုတ်လားပြေးပါလေခင်ဗျာမသားချတော့ပတ်စံကြီးကျဲပဲဆိုလောက်ကုန်ဘာလဲဗျမတ်တာဗျပတ်စံကြည့်ရမလားအလူမမဟုတ်တာခင်ဗျာဒီတက်တီကိုရောက်နေနားမလဲဘူးလားခင်ဗျာဘာဖြစ်လို့ကြီးနေတာတော့ကွာကိုနေတာဗျခင်ဗျာကြီးရမလားဗျခင်ဗျာကိုနေတာဟုတ်ပဲခင်ဗျာမင်းကငုံမမသိရီမမသိနဲ့ဖြစ်နေတာကိုမမသိရီမမသိဘူးလားဗျခင်ဗျာအတော်တယောက်တလုံးဆုံးလို့နေလို့ကိုနေတာဗျဘာအမွေတွေမရလို့လားမရဘူးဗျခင်ဗျာအတော်ပြောလို့ပေါ့ရှိတယ်အမွေတွေယူလိုက်ပေါ့ကွာအဲ့ဒီအမွေတွေကိုယူဘာအမွေမှမကြဘူးဗျမင်းတော်တည်သွားတာငါဝန်းနေတယ်ကွာမင်းတော်ငါနဲ့မညာဘူးအေးပါကွာဝင်ရတော့မဟုတ်ဗျာအမွေတွေမရလို့ရှိတဲ့အမွေတွေယူလိုက်ပြီးတော့ကွာအဲ့ဒီအမွေတွေလားဗျခင်ဗျာလူကြီးမလို့တော့ရွာထဲမှာတီးပါဦးပေါ့ခင်ဗျာအသက်ကြီးလို့လူတွေရွှေနေနေမှာထားတဲ့ခင်ဗျာဘယ်တော့ယူတယ်သိလားခင်ဗျာငါးကြောင်သိပဲတွေ့လားနော်အတော်ပဲလို့ရဲမင်းကကျွန်တော်တော်လို့ရင်လို့ဟုတ်လားခင်ဗျာလေခင်ဗျာငါးကြောင်သိတယ်မင်းလားကွာငါပြောပဲလို့ခင်ဗျာလို့ကောင်မျိုးငါစောက်ခွက်ခွက်သွားပဲမှလားခင်ဗျာမင်းရပဲခင်ဗျားတွေရောငါတွေရောသူတွေထပ်နေတာပဲစိတ်မဆိုးပါနဲ့ဥပေါ်စိတ်မဆိုးပါနဲ့ဟောကျွန်တော်အတော်အတူပါလေချပြီးသွားပြီဗျာဒါတွေထိုက်ပါတော့ဟောဒါလည်းဥပေါ်ဟင်ဟိုမိုက်ကယ်ဒိန်းနဲ့တွန်တေးဒိန်းတို့ရဲ့ကိစ္စဘယ်ချိန်နေရှိချက်ကြီးတို့အဖွဲနဲ့ထိုးလားကြိတ်လားလှုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါ်တင်ထွေးကတွန်တေးဒိန်းမဟုတ်မှသိသွားပြီဟာသိသွားပြီလားဟာဒီမှာဟဲ့ရာကိုမင်းကိုပြောမယ်ဘာလဲဟောတွန်တေးဒိန်းကနေပြီးတော့ဒီချက်ကြီးတို့အဖွဲကိုဟိုတော့မလှန်ရဲမင်းလည်းသိပဲလေဟောသိပါတယ်ကွသိပါတယ်အခုလေရန်ကုန်သားမိုက်ကယ်ချင်းကနေပြီးတော့ထိုးတာပြန်ချတာချက်ကြီးတို့အဖွဲခံလေးရဟောချလိုက်ကြလားဘယ်ရောက်လဲဟုတ်ကဲ့ရန်ကုန်ကလေဒီမိုက်ကယ်ဒိန်းနေကွာသူကမျိုးပါဦးရန်ကုန်သားဟာနေမလို့ဒါဆိုရင်ပြဿနာတွေကတော်တော်ရှုပ်ကုန်ပြီပေါ့နော်ဘယ်ရှုပ်ရမှာလဲကွာအခုမှရှင်းသွားတာဘလို့
ဒီကောင်ကသူ့အမေနဲ့နေကျင်တယ်ဆိုပြီးတော့ဟောမေဦးခေါင်းနဲ့ခွေးလိုက်တော့ဘာညာနဲ့ပေါ့ကွာဟိုကလည်းသူ့ကိုမွေးထားတဲ့မေဆိုတော့အေးပေါ့ပြီးသွားတာပေါ့ဆင်ပြေသွားတာပေါ့ဒါဆိုဦးပေါ့ကျွန်တော်တို့ရှစ်ဆက်ပြီးဘာလုပ်ကြမလဲဒါကတော့မတ်တင်ထွေးရဲ့ကိစ္စပဲလေကွာကဲလာတော့လို့ကွာဟုတ်ကဲ့ချက်ကြီးတို့အခုတော့တုတ်ပြန်လိုက်တာဟဲ့တကယ်ယောက်ျားပီစားတက်တည်ပဲဟာယောက်ျားဆိုတာအဲ့ညီမယောက်ျားပီစားတာဟာဟုတ်ဘူးလားငါတို့ရှာတုံလေးသားနေတော့ဟာတခြားစီပါပဲဟာဟဲ့ပြီးတော့ तू ကလေခက်လဲမိရစတိုင်လဲကြရနော်ဟဲ့အဲ့နေဘယ်လိုလုပ်ဒီလဲဟောငါသူ့ဖုန်းနဲ့ပုံကြီးပြတယ်ဟာ तू က Michael Jackson crazy နော်အဲ့နဲ့ကြက်ရှင်းတူရဲ့ဟာငါတို့သူ့ကိုကြိုက်တယ်ဟာမိမစီကြတာပေါ့ဟာကြပါဘူးဟာငါပြောပြီးပြီပဲဒီမှာ तू ကြိုက်တဲ့ကောင်မလေးတယောက်ရှိတယ်ဟာအကောင်မလေးနဲ့မြတ်တက်ဖီတဲ့ဒါမှအဲ့ဒီကောင်မလေးနဲ့ तू ကဇက်ရှင်းမတူဘူးဟာဇက်ရင်းမတူတဲ့အတွက်အဲ့ကောင်မလေးသူ့သဘောမကျဟာကြတော့လေ तू နဲ့ဇက်ရှင်းလဲတူတယ်အကြိုက်ရှင်းလဲတူတဲ့အတွက်သူ့ရဲ့ဘဝခေတ်လက်တွဲပေါ်အဖြစ်တက်လုံးလက်တွဲသွားခြင်းလေလို့ကမ်းလန်းလာတော့ငါအနေနဲ့နင်းလို့ကောင်းမလားဟဲ့ပြီးတော့ तू လည်းပုံပွင့်လင်းလင်းရှင်းရှင်းလင်းလင်းရှိတယ်ဟာအဲ့ငါကြိုက်တဲ့စတိုင်ပဲလေဟုတ်ပြီဒါဆိုနေသူ့ကိုဖြည့်ပေးလိုက်ပြီပေါ့ပေးရသေးပါဘူးဟဲ့ဟောငါပေးပြီအောင်လို့ဟောငါဆုံးဖြတ်ထားတော့မရှိသေးတယ်လို့ပြောတာချက်ချင်းဖြည့်ပေးလိုက်လို့ဆိုရင်ခုနကပြောလို့မိမပြေကြမှာပေါ့ဟဲ့အားကြောင့်မလို့ငါအချိန်ဆွဲထားရလေနောက်မှပဲအဖြည့်ပေးလိုက်တော့အန်အောပါရဲ့ဟဲ့ဟိုငါလေးသိလားလမ်းမှာကြော်ထက်နဲ့တွေ့ခဲ့တယ်အဲ့ဒါ तू ငါ့ကိုစားတစ်ဆောင်ပေးလိုက်လို့ဟာကျော်ဒီမှာဟဲ့ကြော်ထက်နဲ့ကိုစားပေးတာငါနဲ့ပါဆိုင်လို့လဲဟာဘာဖြစ်လို့အဲ့ဒီစားငါ့ကိုလာပေးနေရလဲဟာမဟုတ်ဘူးဟာငါ့ကိုပေးတာမဟုတ်ဘူးနင့်ကိုပေးလိုက်တာအဲ့ဒါကြောင့်မို့ငါနင့်ရှိကိုယူလာတာပေါ့ဒီကောင်နဲ့ငါနဲ့ကဘာဆိုင်လို့လဲဟာငါ့ကိုမြန်ဘလို့အတန်းစားတဲ့အောင်းမနေလည်းမသိသွားအဲ့ဒီစားကိုမြူချင်ပြန်ပေးလိုက်ဟာနင်ကလည်းစကားကိုဘလို့မှဆုံးအောင်နားမထောင်ဟိုအဲ့စားက तू ပေးတာမဟုတ်ဘူးဟာဟိုတွန်လေးချက်တိန်ဟာမဟုတ်ပါဘူးဟိုတွန်လေးကလာတဲ့ तू ပေးလိုက်တာဟာဟိုတကယ်လို့နေမြူးဆိုရင်လည်းငါပြန်သွားလိုက်မယ်လေဟာမမီသွားနဲ့အဲ့ဆိုပေးခဲ့စောစောကကြာပြန်သွားဆိုမဟုတ်ပါဘူးဟာငါကြော်ထက်ကပေးခိုင်းနေတယ်နော်အခုတော့တမျိုးအညာလဲလိုက်တာနော်ဟုတ်ပါဘူးဟာနင်ကလေစလုံးပေါင်းမှန်လားမမှန်လားဆိုတော့စမ်းကြည့်ချင်ကဲပါဟဲ့အပူတွေပြောမနေပါနဲ့ရော့ဖတ်မယ်လားဖတ်စမ်းပါတို့မတ်တရဖီမေးတဲ့ကျွန်တော်ကိုပြန်မချစ်မှကြောက်လို့မတ်တရဖီမေးကအဖြေပေးမှကျွန်တော်ချစ်တယ်လို့ပြောပြရစီတဲ့တွန်တေးမျိုးကဒိန်းတောင်စာကြီးကလည်းဘလို့ရေးတာမလဲမသိဘူးနော်ဟိုကြောတော်တော်ကြီးနေအဲ့လိုလည်းမဟုတ်ပါဘူးဟာရိုးရိုးလေးပါဟိုအဖြစ်မှန်အောင်ကြပြဆန်းအောင်ဟာလုပ်ပြီးတော့ဟိုရေးထားတဲ့ဤသားစာမျိုးမဟုတ်လို့ပါဟိုတဘာဝဆန်တဲ့ချစ်ခွက်ပန်စာလေးပါဟာဒါဆိုရင်နင်ကသူ့ချစ်ကိုလက်ခံမယ်ဆိုတဲ့သဘောပေါ့ဟုတ်လားငါကိုယ်တိုင်ကလည်းတွန်တေးဦးသိန်းနိုင်ရဲ့အမှုပညာကိုနှစ်သက်နေတာ哦ဟယ်လိုကိုမိုင်းကဲလားကျမတင်ထွေးပါဟာတင်ထွေးမင်းတန်လုံးဝမပြောသေးဘူးနော်ကျမကလေရှင်နဲ့ထွေးလီကာလီပြောချင်တာမဟုတ်ဘူးနော်ကျမတို့အကြောင်းလည်းမပြောချင်ဘူးဘယ်လိုကိစ္စဖြစ်မင်းနဲ့ကိုယ်ပြောစရာမလိုပါဘူးတင်ထွေးကအခုကျမရှိမှရောက်နေတဲ့မိုင်းကဲဂျက်ဒိန်းနဲ့ရှိမှရှိတဲ့တွန်တေးဒိန်းနဲ့ကိုလဲချင်လို့လဲကြမလို့ပါဘူးနှစ်ယောက်တော့ဒိုးသားသမီးတွေဗျာငါကလည်းကလေးတွေကိစ္စဖြည့်ရှင်းပေးခြင်းလို့ပါဒိုးနှစ်ယောက်ဝင်းနေသူတို့ညီကိုနဲ့လည်းဝင်းနေမှာဆိုလို့မင်းကိုဆွေးနွေးနေတာပါအဲ့ဒါတွေကျမမစဉ်းစားကြပါဘူးဒီမှာလဲဒီရတယောက်ကလည်းအဲ့လိုပဲပြောနေတာပဲဘာတွေပြောတာလဲဒါပေမဲ့ကျမလက်မခံနိုင်ဘူးနော်ကျမစဉ်းစားပါမလဲသားတွေရဲ့ရှည်ကိုလည်းကြည့်ရအောင်ပါပေါ့ကောင်းပါကောင်းပါခုမှပဲဟာတီသွားတော့တယ်ဗျာတော်ပါပဲတဲ့ဇက်ဆရာကြီးပေါ်ဆန်းမွေးရဲ့ဒီနေရာမှာညီကိုနှစ်ယောက်ကိုတည်းမဟုတ်ဘူးချစ်သူနှစ်ယောက်ကနေရာချင်းချိန်ပေးလိုက်ချာတော်ပါပဲတဲ့ခမရလွယ်ကျွန်တော်လက်ရင်ခါတယ်လက်ဖျားခါတယ်လှုပ်ဆောင်ပါကွာသိပါလေဗျာရှာမရှိပါနဲ့လက်ဖျားတခါညထားလို့နန်းနေလို့ပြို
မင်းကဒီလောက်ပဲသိတာအခုဦးမိုက်ကင်နဲ့တွန်တေးဒေါ်တင်ထွေးတို့ဟာတယောက်နဲ့တယောက်ပြေလေသွားကြတယ်ဟုတ်လားတွန်တေးဒေါ်တင်ထွေးကရန်ကုန်လိုက်တော့မှာဗျာဒါဆိုရင်လေကျွန်တော်ကိုယ်လည်းရန်ကုန်လိုက်ပြီးတော့မတ်တန်းတင်ပွေးကြီးကိုရိုက်ထားအောင်မယ်ဗျို့မင်းဘာလို့ရိုက်မှာဟာဘာမှမတန်းတင်ရမလဲအဖိုးကြီးနဲ့အဖွားကြီးမင်္ဂလာဆောင်ပြန်လဲဆန်းသစ်တဲ့ကိစ္စထူးထူးခြားခြားလေးဖြစ်သွားအောင်လို့ဗျို့လူကြီးတွေထူးခြားရုံနဲ့မကောက်လူငယ်တွေပါထူးထူးခြားခြားဖြစ်အောင်ငါစီစဉ်ထားတယ်ဗျာဘလို့ထူးထူးခြားခြားလဲဗျအခုမပြောသေးဘူးဇတ်သိန်းကြာမှသိမယ် It sound right, boys. Em đi lên. Bắt đầu mà làm đấy nó. ဟဲ့မှားနေတယ်လွယ်နေပြီကွာဩလွယ်လေးလဲကောင်းပါတယ်မဲလဲလေးလဲကောင်းနေကွယ်သိကျင်နေရင်ပြီးတာပဲဒီတိုက်ရင်အေးစဲလေ Nó phảiပြောနေကြလဲ ဩဘာမှပြောတာမဟုတ်ဘူးလွယ်နေတာမှားနေတာ Cái phòng này mà chay vào cái mà bao lâu cả đấy tôi mà chịu. Phòng này á phòng đống này. crazy သူတို့ပြောတာမှန်ပါတယ်ကွာဒါမျိုးမင်းချစ်တဲ့တွန်းနေသိန်းတော်မှာလို့ Tôi nghe thế nào? အဲ့တကယ်ပါတကယ်တွန်းနေသိန်းတော် Đi qua sao vậy? ဟုတ်မင်းကဒီဝက်စားကိုကြည့်ပြီးမဆုံးဖြတ်ပါနဲ့အခုပြောတဲ့လေယူလေသိန်းနဲ့ကိုယ့်ရဲ့ပုံစံကိုကြည့်တာနဲ့တွန်းနေသိန်းတယ်မှမင်းပြမှာပါလို့ It sound right, boys. တောင်းဖို့ကြိုက်တာမကိုလက်ခံမလားဟင် Ông qua sao rồi làm mà khảo lúa rồi lấy cả. သူလက်ခံလာလာ